ယဟန်ဒီကများဖြစ်ကြတဲ့ဖလန်ဗုဒ္ဓဘာသာမိသားစုများနဲ့ပြန်လည်တွေ့ဆုံဒါဒီတနာများပါဟောကြားနိုင်တဲ့ခွင့်ရရှိတဲ့အတွက်ဥစဉ်နေနဲ့အများကြီးကုန်ပြီးဝန်တာမိတယ်အခုလိုယဟန်ဒီကများမိသားစုအားလုံးဘူဒီဇမ်ဖမ်လီအားလုံးလည်းပြန်လည်တွေ့ဆုံရတာဥစဉ်နေနဲ့ကုန်ယူပြီးဝန်တာကြည့်နေပါတယ်ဥစဉ်နေနဲ့ဒီညတရားဆိုပြီးဟောကြားမဲ့နေရာမှာပါဠိအနဲ့တည်းရဲ့အဲ့ဒါတွေကိုအဓိကထားမဟုတ်ပဲဥစဉ်ကိုယ်တိုင်ကျင့်ပြီးကိုယ်တိုင်ရလာတရားဒီဘူဒိဇမ်ဒေါက်ထရင်ထဲမှာဥစဉ်တို့ပြန်လည်ပြီးမှကျင့်သုံးလာတဲ့ခါကျတော့ငါကအစဥစဉ်တို့လောက်လာတာခရစ်ယာန်ထဲမှာတရားဟောဆရာပါပဲဟိုခရစ်ယာန်ခေါ်ဝေါ်ရဆိုတော့ပါစတာပေါ့ဥစဉ်တို့ဒီဘူဒိဇမ်ခေါ်ဝေါ်ရနဲ့ဒီဗုဒ္ဓဘာသာမြန်မာလူမျိုးများခေါ်ဝေါ်ရဆိုတော့ခရစ်ယာန်ထုံးတော်ကြီးပေါ့အဲ့ဒီဘဝနဲ့ဥစဉ်တို့လောက်လာတာကိုင်းလာတယ်ဆိုတာမိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ဒီစီးပွားရေးနယ်ပယ်နဲ့ဒီအစိုးရလုပ်ငန်းနဲ့မလုပ်ဘဲနဲ့ဥစဉ်တို့ဒီခရစ်ယာန်တရားဟောဆရာဘဝနဲ့လောက်လာတယ်ဆိုတာလေပထမဦးဆုံးအနေနဲ့ဥစဉ်တို့ရည်မှန်းထားတာတော့နိဗ္ဗာန်ချမ်းသာကိုရလို့ပဲပြီးတော့စိတ်ရဲ့ငြိမ်းချမ်းမှုစိတ်ရဲ့ချမ်းသာမှုဆိုတဲ့ peace of mind ဆိုတဲ့ဟာကိုလိုချင်တော့ဥစဉ်တို့လောက်လာခဲ့တယ်အဲ့ဒီလောက်တဲ့နေရာမှာလည်းဥစဉ်တို့ကြာနာကိုခရစ်ယာန်ဘာသာရလောက်လာခဲ့ကူပါတယ်ပြီးတော့ဥစဉ်နဲ့ Graduate of Theology Bachelor of Theology အဆင့်ကြီးကိုအိန္ဒိယဓမ္မတက္ကသိုလ်မှာဥစဉ်ဘွဲ့လည်းယူခဲ့ကူပါတယ်အဲ့ဒီမှာဒီ Asia Evangelical Fellowship ဆိုတဲ့အမေရိကန်အဖွဲ့အစည်းများနဲ့တော့၎င်းပြီးတော့ဖိလစ်ပိုင်ရှိဖျားတန်ဟဲ့နုစီဌာနမှာ Reverend ထောင်းသုံးလို့နဲ့တော့၎င်းပြီးတော့ AEF အတင်းတော်ကနေတခါလာပြီးမှအိန္ဒိယကလကတ္တာနဲ့မီဇိုရမ်တော့မှာမီဇိုရမ်များမှာတော့၎င်းအဲ့ဒီကနေတစ်ဆင့်ဒီမြန်မာပြည်ထဲမှာ posting ကြတော့စကိုင်း division နဲ့ဦးဇင်းတို့ change state ထဲမှာဦးဇင်းတို့ posting ကြပါတယ်နောက်ဆုံးအနေနဲ့ဦးဇင်းဒီ93ခုနှစ်အထိဒီ change ပြည်နယ်မှာလာပြီးမှဗုဒ္ဓဘာသာမလွှမ်းမိုးပဲခရစ်ယာန်ဘာသာနဲ့လွှမ်းမိုးနိုင်ဖို့အတွက်ဦးဇင်းတို့ကြိုးစားပြီးလှုပ်ဆောင်လာခဲ့ပါတယ်အဲ့လိုလှုပ်ဆောင်ရင်းနဲ့လည်းဦးဇင်းတို့အဓိကရှာတာတော့နိဗ္ဗာန်ချမ်းသာစိတ်ရဲ့ချမ်းသာမှုအဲ့ဒါကိုအဓိကထားပြီးမှဦးဇင်းတို့လည်းရှာကြတာပါပဲအဲ့လိုရှာတဲ့နေရာမှာတွေ့သလားဆိုတော့ဦးဇင်းတို့ကိုတွေ့တကယ်ကိုတောထဲမှာတရားရှာရင်းနဲ့စိတ်ရဲ့ချမ်းသာမှုရှာရင်းနဲ့တောထဲမှာစာရှောင်ပြီးမှတပတ်တိတိလည်းဦးဇင်းကိုယ်တိုင်တရားကျင့်ခဲ့ပူပါတယ်အစာလည်းရှောင်ခဲ့ပူပါတယ်ဒါပေမဲ့အဲ့ဒီနေရာမှာဦးဇင်းမတွေ့နိုင်တဲ့အရာတွေအားလုံးဒီကနေ့ညအားလုံးတက်တိတ်ခါနဲ့အနေနဲ့ပြန်လဲလို့လေဝိခလို့လေပြီးတော့ဒီဗုဒ္ဓဘာသာထဲမှာဦးဇင်းဝင်လာပြီးတဲ့နောက်ပိုင်းအတိုက်အခံနေပြီးတော့မိဘဆွေမျိုးတွေဝိုင်းဝန်းပယ်မှုတွေဦးဇင်းတွေ့ရတယ်ပြီးတော့အနှောက်အယှက်တွေအများကြီးတွေ့ရတယ်ဒုက္ခတွေမျိုးမျိုးကြုံရတယ်ဒါပေမဲ့ဒီကြားရဘာဖြစ်လို့ဦးဇင်းဒီညထိဒီဖျားရဲ့အရေးနဲ့လေဒီသင်္ကန်းကြီးနဲ့ဘာဖြစ်လို့ပြောနေနိုင်တယ်လဲဆိုတဲ့အကြောင်းတွေလည်းဦးဇင်းဒီညအစဆုံးပဲပြောကြသွားလို့ပါတယ်ဒီညဆိုတာဦးဇင်းတို့9ဟောမသိမချင်းတော့ဒီညပြန်ကြွလာဖို့အသိမလွယ်တော့ဘူးဒီကနေ့ဆရာတော်ဘုရားကြီးစီကြွပြီးဆရာတော်ဘုရားကြီးစီလျှောက်ထားတော့နိုင်ငံခြားကြွဖို့လည်းမလိုသေးဘူးပြီးတော့ဒီညပြန်လာဖို့လည်းမလိုဘူးပြီးတော့တာနာလိုက်ပြီးကိုယ်တိုင်တရားလိုက်ဟောနေဖို့လည်းမလိုသေးဘူးဖြစ်နိုင်ရင်စာပေပဲပရိယတိပိုင်းကိုဆုံးအောင်ပဲလေ့လာသွားပါအောင်အဲ့ဒီကနေ9ဟောပြီးတဲ့ခါကျတော့တကယ်နေရာမျိုးမှာသွားပြီးမှတာနာပြရမှာဘာမဟုတ်တဲ့နေရာမျိုးလဲကြွားဖို့မလိုပါဘူးဒီတော့အလုတ်တာချင်းအဓိကပါနေရာကပထမမဟုတ်ပါဘူးတဲ့ဒီတော့ဆရာတော်ဘုရားရဲ့အမိန့်ရှိတဲ့အတိုင်းဦးဇင်းတို့ဆရာတော်ဘုရားကြီးလျှောက်ထားပါတယ်ဆရာတော်ဘုရားကြီးရဲ့ဩဝါဒခံယူဖို့ဟာအခုမှ determination လုပ်တာမဟုတ်ပါဘူးဗျာတတိတော့ရန်ကုန်စရောက်ကြရစအဋိဌံဝင်ပြီးမှဆရာတော်ဘုရားကြီးရဲ့ဩဝါဒခံယူဖို့ဆိုတာမှတ်ချက်ထဲမှာထည့်သွင်းထားပါတယ်ဗျာအဲ့ဒီပြင်တရားမပေါက်မြောင်မချင်းလည်းမကြွပါဘူးဆိုတဲ့အကြောင်းတွေလည်းပါပါတယ်ဆိုတာဦးဇင်းနေနဲ့သွားလျှောက်ထားတော့ဆရာတော်ဘုရားကြီးကလည်းဝမ်းမြောက်ဝမ်းသာနဲ့သွားလေရတိုင်းမှာအောင်မြင်နိုင်ဖို့ဆိုပြီးစုတွေပါတယ်ပေးရင်းနဲ့ဒီညတော့ဖလန်ဗုဒ္ဓဘာသာမိသားစုအားလုံးကိုလည်းတရားလေးချီးမြှင့်လိုက်ပါအောင်ကိုယ်တိုင်တွေ့ကြုံရတဲ့တရားလေးလည်းဟောလိုက်အောင်ပေါ့ဆိုပြီးဆရာတော်ကြီးလွှတ်လိုက်လို့ဒီညဖလန်မှာကြွလာတယ်မနေ့ပြန်တရက်တော့ဒီကဖလန်ဆရာတော်နဲ့ဆက်ပြီးမှဆွေးနွေးရှေ့အစီအစဉ်တွေနဲ့ဒီကလေးတွေအတွက်စီစဉ်ရပြီးတော့ဦးဇင်းတို့အတွက်လိုအပ်တဲ့အစီအစဉ်တွေဆွဲပြီးမှတစ်ပတ်ခါလောက်တော့ကားချင်းဦးဇင်းတို့ကလေးပြန်ကြွပြီးမေလ17ရက်နေ့ဦးဇင်းတို့အပမြန်မာအနှံ့ဘုရားဖူးကြဖို့ဝန်ကြီးဌာနအစီအစဉ်နဲ့ဦးဇင်းပြန်ကြွရမှာမလို့ဒီမှာတော့တရက်2ရက်ပဲဦးဇင်းတရင်သုံးနိုင်မယ်ဆိုတဲ့အကြောင်းနဲ့ပထမဦးဆုံးဦးဇင်းပြောကြလိုပါတယ်ဦးဇင်းနေနဲ့ဒီဗုဒ္ဓဘာသာထဲစဝင်လာတဲ့အချိန်ကစပြီးဒီကနေ့ထိဟာပျော်ရွှင်မှုလောကပိုင်းနဲ့ပတ်သက်လာတော့ပျော်ရွှင်မှုတာယာမှုဆိုတာရှိသလားဆိုတော့ဦးဇင်းတို့မရှိတာခက်များပါပဲဒါမဲ့ဒီကြားထဲကဘာဖြစ်လို့ဆက်လက်ပြီးမှနေနိုင်တယ်လဲဦးဇင်းခမည်းတော်ကြီးကိုယ်တိုင်ညီလာခံစည်းဝေးတက်ရောက်တော့ဦးဇင်းစီမှာဘုံမွေးဆန်းလွင်ကခေါ်ပေးလို့ဦးဇင်းကြောင်းရောက်လာတယ်ရောက်လာတဲ့အချိန်မှာဦးဇင်းကလည်းအခန်းထဲဝင်လာတော့ဆရာတော်ကြီးရဲ့ပုံတော်ကိုဘုရားခန်းမှာတေးသေးချာချာပူဇော်ထားပြီးမှဆရာတော်ကြီးလက်အုပ်ချီပြီးမှဝင်လာတာမြင်တော့ဒါတကယ်လုံနေတော့တာလားပြန်မထွက်တော့ဘူးလား
အဲ့လိုမေးတော့ဦးဇင်းနေနဲ့သားကတော့တေးသေးချာချာလဲလုပ်တယ်တေးသေးချာချာလဲကျင့်တယ်တေးသေးချာချာလဲရှာတယ်လို့သားအကြောင်းလဲအဖေအတိဆုံးပဲဒီတော့နောက်ဆုံးအနေနဲ့သားပြန်ပြီးမှပြောချင်တာတော့ဒီတရားဆိုတာအဖေလို့ဘိုးအပြင်ကနေဝေးကနေကဲ့ရဲ့နေတာတဲ့ကိုယ်တိုင်နဲ့အနီးကပ်ပြီးမှလေးလာကိုယ်တိုင်နဲ့ကျင့်ပြီးမှကိုယ်တိုင်ရလာနိုင်တဲ့တရားမလို့အဖေကိုယ်တိုင်နဲ့ကျင့်ကြည့်ပါဆိုတော့အဖေတို့အနေနဲ့တော့သားပဲကောင်းအောင်ကျင့်အောင်သားကကောင်းသွားပြီတကယ်ဟုတ်နေပြီဆိုတော့အဖေတို့လည်းလိုက်တာလိုက်ရမှာပေါ့တဲ့ဒါနောက်ဆုံးတော့သားလည်းမထွက်မဲ့အတူတူတော့ဒီဗုဒ္ဓဘာသာထဲမှာလေးလေးနဲ့ရောက်ချပြီးမှလောက်သွားတော့ဘာသာပြန်တဲ့ကိစ္စတွေမှာလည်းချင်းလိုမျိုးတွေတိုးတက်နိုင်တဲ့အကြောင်းအရာတွေအားလုံးထည့်ပြီးမှဘာသာပြန်ပေးဖို့ဆိုတော့ဦးဇင်းနဲ့လည်းခံယူထားပါတယ်ဒီချင်းလိုမျိုးတွေမတိုးတက်တာဟာတမာဒိဋ္ဌိဆိုတဲ့ right understanding ဒီအမှန်တရားကိုသိမြင်မှုမရှိဘဲနဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့အယူလွဲမှားနေမှုကြောင့်ဦးဇင်းတို့ဒီချင်းပြည်နယ်ထဲမှာရှိတဲ့လူတွေအားလုံးပဲဖြစ်ဖြစ်ဒီဘယ်နေရာမှာပဲရောက်ဒီခရစ်ယာန်ချင်းတွေအားလုံးဟာနေရာစစ်နန်းမှာရောစတင်နဲ့ပိုင်းဆိုင်ရာမှာအားလုံးနှိမ့်ကြပြီးမှဒီလိုနေရာမှာအမြဲတမ်းလူတွေကအနှိမ်ခံပြောခံတဲ့နေရာမှာရှိရတယ်ဆိုတာဒီရဲ့ယူထဲမှာမရောက်နိုင်လို့ပဲဆိုဦးဇင်းကိုတွေ့လက်တွေ့ကျင့်ကြံအားထုတ်လာပြီးတဲ့နောက်ပိုင်းတွေ့ကြုံရတာတွေဦးဇင်းခမည်းတော်စီမှာလည်းအကုန်လုံးပြန်ပြီးမှမိတ်ရှိလိုက်ပါတယ်ဒီနေရာမှာခမည်းတော်ကြီးကိုယ်တိုင်ကလည်းလက်ခံတော့ကောင်းပါတယ်တာဒီလိုစင်ဘာသာပြန်ထားတာလေအဖေလည်းဖတ်ကြည့်မယ်ဆိုရင်ဖတ်ကြည့်လို့ပြီးတဲ့ခါကျတော့ကောင်းတယ်နောက်ထပ်950နိဗ္ဗာန်ဇတ်တော်ကြီးလည်းဆက်ပြီးမှပြန်လိုက်ပါအောင်ဒါဟာချင်းလူမျိုးများရဲ့လူနေမှုအဆင့်တန်းလူမှုရဲ့အဆင့်တန်းတွေလည်းမြင့်တင်ပေးမဲ့စာပေကောင်းနေပါပြီးတော့အဖေကိုယ်တိုင်လည်းဒီမြန်မာစာအုပ်တင်ပေးတာလုံပြီးကဆရာတော်ကြီးဥဒ္ဓမသာရပါတဲ့အဖေကိုယ်တိုင်ကလည်းဝန်ခံသွားတယ်အဲ့ဒါကြောင့်ဒါဆက်လုပ်မယ်ဆိုတော့ဇောက်ချပြီးမှလောက်တာပဲမဲ့မိဘရင်တော့ပြန်မလာပါနဲ့တော့တဲ့ဦးဇင်းတို့ယဟန်အနေနဲ့မိဘရင်ပြန်ကြွလာဖို့ဆိုတာလေယဟန်ဝိနည်းတိတ်ခါထဲမှာလည်းမရှိပါဘူးမိဘရင်လည်းပြန်ကြွလာဖို့အခွင့်အရေးလည်းမရှိတော့ပါဘူးမိဘအနေနဲ့ခွင့်ပြုတယ်ပဲထောင်းတော့ဦးဇင်းတို့အနေနဲ့မအဆက်တော့ဘူးနောက်တစ်ကြောင်းကတော့မေတော်ကြီးကဘယ်လိုဆက်ပြီးမှလျှောက်ထားတယ်လဲဆိုတော့တာဒီရုပ်ကြီးနဲ့ဒီကရုံးနဲ့ဒီသင်္ကန်းကြီးနဲ့တော့အိမ်မကြွလာပါနဲ့တော့အိမ်လာမယ်ဆိုရင်လည်းနောက်ဖေးမလို့ပေါက်မုံတိုက်ပေးနာနေဝင်လာခဲ့ပါတာဒီရုပ်ကြီးနဲ့လူများရှိမှာပဲဒါသားပါဆိုပြောမှရှစ်တွန်းလို့ပါလို့မေတော်ကြီးကလည်းလာပြီးမှလျှောက်သွားတယ်လျှောက်သွားတော့မေတော်စိတ်ချပါလို့ဒကမာကြီးကြွချိန်ကတန်ပြီလားဆိုပြီးရှင်သာရိပုတ္တရာကသူ့ရဲ့မေတော်ကြီးကိုချွတ်ဖို့အတွက်ကြွချိန်ကတန်ပြီလားဆိုပြီးရောက်လာတော့သာရိပုတ္တရာမေတော်ကြီးကတော့ရှေးဘဝထုံပါရမီရေးဆက်တဲ့ကြောင်းသူကတော့ကျွတ်သွားတယ်ဒါလိုပဲမေတော်ကြီးများကြွချိန်တန်ပြီလားဆိုပြီးဦးဇင်းနဲ့ကြွလာတာပါနောက်ဆိုဦးဇင်းကြွလည်းမကြွတော့ပါဘူးဒီတန်တရာတကွိမှာခက်တခဏလောက်ပဲစုံတွေ့ရတာပဲတန်ရောစဉ်ကြီးနေဖို့လည်းမလိုတော့ပါဘူးဒါဟာဘဝတွေ့ကြုံရဦးဇင်းကိုပညာပေးသွားတာပဲဒီတော့ဒကမာကြီးရဲ့နောက်ဆုံးဦးဇင်းမိတ်သွားချင်တာကတော့ဒီဗုဒ္ဓရဲ့တရားဆိုတာတားကိုယ်တိုင်ဒီလောက်ကျင့်နေတယ်ဆိုတာဟာဒုက္ခမြောက်များစွာကြားတဲ့ကျင့်ရတာပါလို့လွယ်ကူကူနဲ့လူတကာရဲ့မြောက်သားမှုလူတကာရဲ့အားပေးမှုလူတကာရဲ့ထောက်ပံ့နေမှုကြောင့်မဟုတ်ပါဘူးအထောက်ပံ့လဲတပြားတစ်ချက်မှရတာမဟုတ်ပါဘူးဒီကြားထဲလုံနေတယ်ဆိုတာဒီတားရှာနေတဲ့အစရှာနေတဲ့ peace of mind ဆိုတဲ့စိတ်ရဲ့ငြိမ်းအေးမှုစိတ်ရဲ့ချမ်းသာမှုရှာရင်းနဲ့ဒီထဲရောက်သွားတာပါဒီတော့တားရတဲ့တရားကိုပရမဥဆုံးကိုယ့်ရဲ့မေတော်ကြီးကိုယ့်ရဲ့မွေးမိခင်မှုလို့ကျေးဇူးပြန်ဆက်ခြင်းတဲ့အနေနဲ့တားအနေနဲ့ယဟန်ဆိုတော့စီးပွားရေးလက်လာပါမရှိတော့တဲ့အတွက်တားအနေနဲ့အကောင်းဆုံးတော့ကျေးဇူးဆက်ခြင်းအဖြစ်ကျေးဇူးပြန်လဲဆက်နိုင်ဖို့အတွက်တားပြန်ကြွလာတာပါနောက်ဆိုရင်မေတော်ကြီးကိုယ်တိုင်ကပြန်သိနေတော့မှဥစဉ်နဲ့ပြန်ကြွလာဖို့လည်းမလွယ်တော့ဘူးဒီတော့ဒကမကြီးရဲ့ဒီတစ်ခါနောက်ဆုံးပဲဥစဉ်ချင်းကျင်နေပြန်ကြွလာတဲ့အချိန်မှာလည်းအိမ်တော့မဝင်တော့ဘူးဆိုတာအမိန့်ရှိလိုက်တော့မေတော်ကြီးကကောင်းပါတယ်မဝင်လေကောင်းလေပဲဝေးလေပိုကောင်းလေပဲတဲ့ဒီတော့ဥစဉ်နဲ့အဲ့ဒီနေရာမှာတန်ဝေကရမိပါတယ်ရှိဘဝကအထုံပါရမီမပါလာခဲ့ရင်ဘယ်လောက်ပဲပြောဘယ်လောက်ပဲဟောကုတာဥပဒင်းကိုယ်တိုင်ကဟောပြောတာတောင်မှလုံးဝမနာယူနိုင်တာတော့တခြားဘုန်းကြီးဟောလို့တော့ဘယ်လွယ်တော့ဘူးလေဒီတော့ရှိဘဝကပါရမီကပါလာမှာဆိုပြီးမှဥစဉ်နဲ့တရားရလာတယ်ဒီတော့ဥစဉ်ဒီဝတ်နဲ့နေတာလေခုကမှကောင်းလို့မဟုတ်ဘူးရှိဘဝရဲ့အထုံပါရမီတွေကြောင့်ပဲဆိုပြီးဥစဉ်တည်လာတဲ့အချိန်ကျတော့ဥစဉ်ကိုယ့်ဟာကိုယ်လည်းဝမ်းသာပြီးမှအကုန်ယူမိတယ်ဒီတော့ဥစဉ်နဲ့ဒီမှာရှိကြတဲ့ဗုဒ္ဓဘာသာမိသားစုအားလုံးစီမှာတရားဒေသနာများဟောကြားနိုင်ဖို့အတွက်လက်တွေ့ကျင့်ကြံအားထုတ်လာတဲ့အရာတွေပြီးတော့ကိုယ်တွေ့ကြုံလာတဲ့အရာတွေအားလုံးပြန်လည်ပြီးမှမချင်းမြင်မီခရစ်ယာန်တွေကနေဗုဒ္ဓဘာသာထဲဘာဖြစ်လို့ဝင်လာတယ်လဲဆိုတာဒီမှာအားလုံးလည်းသိချင်ကြမှာပဲပြီးတော့ဒကာဒကမများသိချင်လို့လာပြီးမှမေးတယ်လျှောက်ထားကြတယ်ဒါလိုပဲဆက်လက်ပြီးမှဒီမှာလည်းမေးချင်ကြမှာပဲတွေ့တဲ့လူတိုင်းကအံ့ဩပြီးမှမေးကြတယ်အရှင်များဘာဖြစ်လို့ဒီဗုဒ္ဓဘာသာထဲရောက်လာရတယ်လဲဆိုပြီးတကူးတကကြောင်းလာပြီးမှမေးကြတာလျှောက်ကြတာလည်းရှိတယ်ဒါလိုပဲဥစဉ်
ပရိယတ္တိသာသနာ University ဆိုပြီးရန်ကုန်တက္ကသိုလ်မှာတရင်သုံးပြီးဒီပရိယတ္တိပိုင်းဆိုင်ရာလေ့လာပြီးမှစာပေသင်ကြားနေတဲ့အချိန်မှာလဲ tourist သဘောနဲ့ရောက်လာပြီးဦးဇင်းတို့နဲ့အတူတူလောက်လာခဲ့တဲ့အမေရိကန်ကအဖွဲ့အစည်းတွေ AEF အဖွဲ့အစည်းတွေက Reverend Don Buckley နဲ့ Reverend Harris Sizim တို့လည်းဦးဇင်းစီမှာရောက်လာတယ်ရောက်လာတဲ့အချိန်မှာဆရာကိုယ်တိုင်ဘာဖြစ်လို့ဒီထဲရောက်လာတယ်လဲဆရာဘာရည်ရွယ်ချက်နဲ့ရောက်လာတယ်လဲဆရာဘယ်အချိန်ထိဝင့်မှာလဲဘယ်အချိန်လူပြန်ထွက်မှာလဲဘာတွေတွေ့ရတယ်လဲဆိုပြီးမေးခွန်းကတော့စုံနေအောင်မေးကြပါတယ်ဒီမေးခွန်းနဲ့မေးနေတာအမျိုးမျိုးဦးဇင်းကြုံရတယ်ဒီလိုကြုံရတဲ့နေရာမှာဦးဇင်းနေနဲ့တို့ကဘာတွေအဓိကထားမေးတယ်လဲဆိုတော့အရှင်ဘုရားအနေနဲ့ဒီမှာဝင်လိုက်တော့နိုင်ငံတော်ကဘာခံစားချက်တွေပေးတယ်လဲပြီးတော့နိုင်ငံတော်ကနေဘာထောက်ပံ့ကြီးပေးတယ်လဲပြီးတော့လာစာဘယ်လောက်ပေးတယ်လဲအဲ့ဒါတွေမေးတယ်ပြီးတော့အရှင်ဘုရားအနေနဲ့ဒီ Buddhism ထဲမှာပြောင်းလဲလာပြီးမှချမ်းကြီးရိပ်တာမှာတလခွဲတိတိအားထုတ်လာတယ်လို့ကြားပါတယ်ဒီတော့အရှင်ဘုရားအနေနဲ့ everlasting God ဒါမှမဟုတ်ရင် Gorma God ကိုမြင်ရသလားတဲ့သူတို့ကမေးတယ်မေးတော့သူတို့ကနောက်ဆုံးမေးတဲ့မေးခွန်းကတော့အရှင်ဘုရားဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာဘယ်လိုကွာခြားပါလဲအရှင်ဘုရားအနေနဲ့ဟောကြားပေးပါတဲ့နောက်ပိုင်းတော့လက်ထောက်ညွှန်ကြားမှုဦးအောင်သိန်းရဲ့ဦးစီးဦးဆောင်လုပ်ပြီးကမကထလုပ်ပြီးသူကိုယ်တိုင်ကပဲကဲဒီလိုစင်ကောင်းပါပြီအရှင်ဘုရားကိုဒီလောက်တောင်မေးထားကြလျှောက်ထားကြမှာတော့အရှင်ဘုရားမထူးပါဘူးပြောပါတော့ဟောပါတော့အမိန့်ရှိလိုက်ပါတော့တပည့်တော်တို့ပဲကြားဖြတ်နားထောင်ပေးပါမယ်လွန်လန်လဲတပည့်တော်တို့ဌာနနဲ့တားဆီးပေးပါမယ်ဆိုပြီးသူကိုယ်တိုင်ကမကထလုပ်ပြီးမှအဲ့ဒီညမှာပဲသူတို့နဲ့သူတို့ကလည်းမေးလာတယ်သူတို့ကလည်းလျှောက်ထားတယ်သူတို့ကလည်းနောက်ဆုံးဒီ comparative of religion ဆိုပြီးဒီဘာသာရေးနှိုင်းယှဉ်မှုအဲ့ဒါအဓိကထားပြီးသူတို့ကလာလုပ်တယ်လောက်သွားတဲ့နေရာမှာဦးစင်းနေနဲ့လည်းပထမဦးဆုံးဖြေသွားတဲ့အကြောင်းအရာလေးတွေအစကနေအဆုံးဖြေခြင်းညဦးစင်းတွေ့ကြုံလေးတွေပြောပြပါမယ်သူတို့ကဘာမေးတယ်လဲဆိုတော့အရှင်ဘုရားတဲ့ဒီခရီးယန်ဘာသာထဲမှာအရှင်ဘုရားပါစတာပဲကိုယ်တိုင်လည်းဘွဲရလာတာပဲကိုယ်တိုင်လည်းဒီ baptism လူတကာ member ကိုနှစ်ချင်းပေးလာပြီးမှကိုယ်တိုင်လည်းဒီလိုတရားတွေဟောလာတာပဲအဲ့လိုခရစ်ယာန်ဘာသာထဲမှာနေတော့ကအရှင်ဘုရား Jesus Christ ရဲ့ Savior နဲ့ပတ်သက်ရင် salvation line ထဲမှာမဝင်ရဘူးလားယေရှုခရစ်ရဲ့ကယ်တင်ခြင်းကိုမရရှိခဲ့ဘူးလားလို့ဦးဇင်းကလာမေးတယ်ဒီယေရှုခရစ်ရဲ့ကယ်တင်ခြင်းဆိုတာကျမ်းစာအရဆရာပြန်ပြောပြမယ်တေးသေးချာချာနားထောင်ဆိုပြီးတို့ကလည်းဟုတ်ကဲ့ပါနားထောင်ပါမယ်တဲ့အဲ့ဒီမှာဦးဇင်းစပြီးအမိန့်ရှိလိုက်တာကတော့ဆရာတို့ခရစ်ယာန်ဘာသာထဲမှာဒီယေရှုခရစ်ရဲ့ကယ်တင်သွားတယ်ဆိုတဲ့တရားကတော့ဒါသူ့ရဲ့အကြောင်းအရာအရအကုန်လုံးရာဇဝင်လို့ရေးထားလို့ဒါကယ်တင်သွားပြီတဲ့ဒါပေမဲ့ဒီကနေ့ဒီကျမ်းစာရပြန်ကြည့်တဲ့ခါကျတော့ရှင်းနောက်မငီတဲ့ဟာလေးတွေဦးဇင်းတို့ပြန်တွေ့ရတယ်။ဘာတွေတွေ့ရတယ်ဆိုတော့ပထမတော့ယေရှုခရစ်ရဲ့ကယ်တင်ခြင်းအကြောင်းအရာနဲ့ပြည့်စုံသွားတယ်လို့ရေးပြီးမှသူ့ကိုယုံကြည်ရင်ပြီးရောသူကပဲအကုန်လုံးကယ်တင်သွားမယ်။ကိုကဘယ်လောက်ပဲပြစ်မှာနောက်တော့ယေရှုခရစ်စီမှာဝတ်ကွက်အပ်လိုက်ရင်သူကပဲကယ်တင်သွားမယ်တဲ့။ဒီလိုကယ်တင်သွားမှမှန်ရင်သူ့ကိုရောဘာယုံနေစရာလို့တော့လေသူကပဲလှုပ်ဆောင်ပေးသွားလိမ့်မယ်။သူ့ပဲအကုန်လုံးတာဝန်တွဲထားလိုက်တော့ပြီးတော့နောက်တစ်ခုရှိသေးတယ်ဒီယေရှုခရစ်ရဲ့ကယ်တင်သွားဆိုပေမဲ့ကျမ်းစာထဲမှာပဲဒီတမန်ကျမ်းစာထဲမှာပဲ Christian Bible ထဲမှာဘယ်လိုပြန်ရေးထားတယ်လဲဆိုတော့ရှင်ပေါလုကမိမိတို့ကိုယ်တိုင်ကျင့်မှာပဲမိမိတို့ရရှိမယ်အကြောင်းပြီးတော့မိမိတို့ရဲ့အကျင့်အတိုင်းပဲနောက်ဆုံးသောနေ့မှာတရားစီရင်ခြင်းပြန်လဲခံစားရရှိမယ်ဆိုတဲ့အကြောင်းတွေပြန်ပါတော့ဒီတရားကသူ့တရားနဲ့သူပဲပြန်ပြီးမှဘယ်လိုခေါ်မလဲ crossing ပြန်ဖြစ်နေတာ ingress ဖြစ်နေတာဒီတော့ဆန့်ကျင်ဘက်ပြီးတော့ဟိုအမြောက်လက္ခဏာလို့ဟုတ်ကဲ့ဆိုတာဘာလဲလို့မေးသူသိကုန်မသိဘူးမကြိုက်ဘူးဗျာလို့အဲ့ဒီအကြောင်းလေးတွေရှင်းတော့မငီတော့ပထမတော့သူကပဲကယ်တင်သွားမလို့နောက်ပိုင်းကျတော့ကိုယ်တိုင်ပဲကျင့်ရတော့မလို့နောက်ပိုင်းကျတော့ကိုယ်အကျင့်တရားကပဲနောက်ဆုံးတော့တရားစီရင်တော့မလို့ဆိုတော့ရှင်းနေတော့မငီလို့ဒီတရားအနေနဲ့ယေရှုခရစ်ကယ်တင်ခြင်းဆိုတာကိုယ်တိုင်လည်းရှာခဲ့ပါတယ်ကိုယ်တိုင်လည်းတရားဟောခဲ့ပါတယ်ကိုယ်တိုင်ညာကိုမြန်မြန်ချွတ်ပြီးတော့မြန်မြန်ဆေးကိုယ်တိုင်လည်းဒီ Pentecostal နေ့မှာရရှိလာတဲ့ဝိညာဉ်စုကြီးသူတော်ဆိုတဲ့ a gift of Holy Spirit ဆိုတဲ့အရာတွေလည်းကိုယ်တိုင်ရရှိပြီးအာတတန်ကစanother language ဆိုပြီးမှလည်းခေါ်တယ် new tongues ဆိုပြီးမှလည်းခေါ်ပါတယ်ဒီအခြားသောဘာသာစကားတစ်ဆိုတဲ့ဘုရားရှင်ရဲ့ဝိညာဉ်စုကြီးသူတော်ဆိုတာလည်းကိုယ်တိုင်ရရှိပြီးမှကိုယ်တိုင်ဟောပြောခဲ့ပါတယ်ဒါပေမဲ့တကယ်ရှာတာကဒီဘုရားရှင်ကကယ်တင်တာမကယ်တင်တာတွေမဟုတ်ပဲဒီလောဆယ်မှာဒီစိတ်ရဲ့
ပူပင်တော့ကရောက်မှုအရာအားလုံးတွေကိုငြိမ်းအေးစေဖို့အတွက်စိတ်ချမ်းသာမှုအတွက်အဲ့ဒါရှာနေတာပဲမဟုတ်လားအဲ့ဒါကြောင့်ဒီကေတင်ချင်းနဲ့ပတ်သက်လာတော့ဦးဇင်းတော်ကအဆုံးစွန်ဆုံးထိရောက်ရှိခဲ့ဘူးပါတယ်ဆိုပြီးမှသူတို့ဖြေလိုက်တယ်ဖြေလိုက်တဲ့နေရာမှာအဲ့ဒီနေရာမှာဦးဇင်းမှတ်ထားခဲ့ပါတယ်ဒီတရားလေးတွေနဲ့ပတ်သက်ပြီးမှသူတို့နံပါတ်6နံပါတ်9အထိမေးသွားတယ်ဒီမေးသွားတဲ့မေးခွန်းလေးတွေထဲမှာပထမဦးဆုံးတော့ဒီကေတင်ချင်းဆိုတဲ့အကြောင်းအရာလေးတွေမေးသွားတယ်ဒီကေတင်ချင်းတဲ့အကြောင်းအရာလေးတွေမေးသွားတဲ့အချိန်မှာပထမဦးဆုံးအနေနဲ့သူတို့မေးသွားတော့ဗာမေးခွန်းမေးတယ်လေဆိုတော့တမလွန်ဘုရားဆိုတာကျုပ်တို့ကတော့မယုံဘူးကျုပ်တို့ဘာသာရခရစ်ယာန်ဘာသာရကတော့ဒီတဘောကုန်ပြီးနောင်တမလွန်မှာဘာမှမရှိတော့ဘူးနိဗ္ဗာန်ရောက်လည်းရောက်မယ်ဒါမှမဟုတ်ရင်လည်းငရဲပြည်ရောက်လည်းရောက်မယ်ဒါဆိုရင်ပြီးပြီနောက်တစ်ခါဘာမှပြန်လုပ်လို့လည်းမရဘူးလူဘဝမှာလည်းတန်တရာမှာလည်းပြန်လဲမလာတော့ဘူးတိရစ္ဆာန်လည်းမဖြစ်နိုင်ဘူးအပေလေးပုံမှာလည်းမကြနိုင်ဘူးကျုပ်တို့ကတော့ဒီနောင်တဘောတမလွန်ဘဝဆိုတဲ့တန်တရာကိုလုံးဝမယုံဘူးတဲ့သူတို့ကဒီလိုလာပြီးမှပြောသွားတယ်ပြောသွားတော့ကဲဆရာအနေနဲ့ဘယ်လိုဖြေခြင်းပါတယ်လဲဆရာအနေနဲ့ဘူဒိဇမ်ထဲမှာဘယ်လိုတွေ့ပါတယ်လဲဆိုတော့ကဲဒါဆိုရင်တမလွန်ဘဝရှိတယ်ဆိုတာမရှိဘူးဆိုတာတခြားမကြည့်နဲ့တော့ဝေးဝေးမကြည့်နဲ့တော့ဦးဇင်းတို့ဗုဒ္ဓဘာသာအနေနဲ့တော့မြတ်စွာဘုရားကိုတော်တိုင်ဟာဒီလူဝင်စားဖြစ်နေလို့တမလွန်ဘဝဆိုတာရှိတယ်ဆိုတော့ဦးဇင်းတို့အနေနဲ့လက်ခံထားတယ်နံပါတ်1အနေနဲ့ဒီဖန်ဆင်းရှင်ဆိုတဲ့ဝါဒကိုခင်ဗျားတို့ကတော့ယုံကြည်နေတယ်ကျုပ်တို့ဗုဒ္ဓဘာသာတော့မယုံဘူးဒီဖန်ဆင်းရှင်ဝါဒကိုမယုံဘူးဒီတော့တမလွန်ဘဝလည်းဒီတန်တရာကိုလည်းယုံကြည်တယ်ဒီတန်တရာမှာသူ့အနေနဲ့သူကံရဲ့အကျိုးအရာလေပတ်နေတာပဲဆိုတဲ့အကြောင်းတွေပြောပြပြီးမှဒါလို့စင်ဘာနဲ့အထောက်ထားပြမလဲတဲ့အထောက်ထားပြမယ်အခုကလေးမျိုးနဲ့တာဟန်အုပ်စုရုပ်လာကြီးရွာမှာရှိတဲ့ချင်းလူမျိုးမိဘနှစ်ပါးကတော့အသားတွေမဲတူးနေအောင်မဲနေတဲ့ချင်းလူမျိုးမိဘနှစ်ပါးအစ်စ်ကနေမွေးဖွားလာတဲ့ကလေး၄ယောက်ကနိုင်ငံခြားတိုင်းတစ်ပါးသားလို့အသားတွေဖွေးပြီးမှမြစ်လုံးတွေပြာပြီးမှသူတို့ blood taking လုပ်ကြည့်တဲ့ခါကျတော့လေနိုင်ငံခြားအတူရဲ့သားအစ်စ်ပါတဲ့အဲ့လိုဆရာဝန်တွေကမှတ်ချက်ချသွားတယ်အဲ့ဒီအပြင်တစ်ယောက်တည်းမွေးတာလည်းမဟုတ်ဘူးနှစ်ယောက်မွေးတာလည်းမဟုတ်ဘူး၄ယောက်ညီကိုမောင်နှမ၄ယောက်ကိုဆက်တိုက်ညီကို3ယောက်နဲ့နှမငယ်1ယောက်4ယောက်အားလုံးပေါင်း4ယောက်မွေးလာတယ်အဲ့ဒီဟာကြတော့ခမည်းတော်ဘယ်လိုပြောတော့မလဲဒါလူဝင်စားမဟုတ်လို့ဘယ်လိုဖြစ်နိုင်မလဲဆိုပြောတော့ဒါကတော့သူတို့ပြောတော့ကျွန်တော်တို့ကတော့ဒီဒုတိယကမ္ဘာစစ်တုန်းကဒီမှာဘုံကျဲရင်းနဲ့ကျွန်တော်တို့ကိုဂျပန်တွေကလာတတ်သွားလို့ကျွန်တော်တို့သိရတာပါဒီတော့ဒီလိုပဲတွားရင်လာရင်နဲ့ချောင်းထဲရောက်လိုက်တောထဲရောက်လိုက်နောက်ဆုံးတော့လင်းမာလင်းပြစ်ကြီးမှာတွားရင်ကတ်လိုက်အဲ့ဒီလင်းပြစ်ကြီးကိုဒီကချင်းတွေကလာတူးသွားတော့အဲ့ဒီတူးသွားတဲ့အိမ်မှာရောက်လိုက်အဲ့လိုနဲ့နောက်ဆုံးတော့ဒီမိဘအိမ်ရောက်ပါတယ်ဆိုပြောတော့အဲ့ဒီပြောတဲ့စကားတွေဟာလူဝင်စားပြောတဲ့စကားတွေမဟုတ်ဘူးလားလို့ဦးဇင်းနေနဲ့လည်းပြန်နမိတ်ရှိတော့ဟာဒါတော့စာတန်မာနကပြောခိုင်းတာရှိမှာပေါ့တဲ့ဒါဆိုဆရာတော်ကဒီပွဲမှာတိုက်ဖို့ကတ်ကားရှိပါတယ်သူတို့အင်္ဂလိပ်တွေ့အင်္ဂလိပ်အသားကြီးနဲ့မွေးလာတာကြတော့ဘယ်လိုလုပ်မလဲဒါလည်းမာနကဖန်ဆင်းတာဖြစ်မှာပေါ့တဲ့ကဲကောင်းပြီမာနကဖန်ဆင်းတယ်ဦးဇင်းလည်းလက်ခံတယ်ခင်ဗျားတို့လည်းလက်ခံနေထားပါတော့အခုနပြောတော့ကတော့ဘုရားရှင်ကပဲလူတွေဖန်ဆင်းတယ်ဆိုခင်ဗျားတို့တရားထဲမှာဒီတော့ခင်ဗျားတို့တရားကပဲဘုရားရှင်ကလူမဟုတ်လူကိုဖန်ဆင်းနေတဲ့အခုခင်ဗျားတို့ကပဲလက်မခံလို့ဒီလူဝင်စားလက်မခံလို့ဒီလူဝင်စားတွေကတော့စာရမာနကဖန်ဆင်းတာပဲဖြစ်မှာပဲလို့ဒီတော့ခမည်းတော်ပြောတဲ့စကားကပဲခမည်းတော်စကားကိုပြန်သိပ်ပါတယ်ဒီတော့ဒီနေရာမှာမြတ်စွာဘုရားကဖန်ဆင်းတာလည်းမဟုတ်ဘူးထာဝရဘုရားကဖန်ဆင်းတာလည်းမဟုတ်ဘူးလူဘဝမှာတန်တရာဟာဒီလိုလဲနေပြီးမှလူဝင်စားသူတို့ဟာနောင်တဘဝမှာပြန်ပြီးလဲလာရတယ်ဆိုတော့ဒါလက်တွေ့မဟုတ်ဘူးလားဆိုပြောတော့ဒါတော့ဆရာကလှည့်ပတ်ပြီးမှပြောနိုင်တာဟုတ်ဆရာငကိုကလည်းငကိုကလေးကလည်းကျွန်တော်တို့နိုင်နေကြပဲကဲထားပါတော့နောက်တစ်ခုဆက်မေးမယ်တဲ့အဲ့ဒီတမလွန်ဘွားကိုသူတို့ကဒါဆိုဒီအကြောင်းတော့မဆွေးနွေးတော့ဘူးတဲ့ဒီအကြောင်းကတော့ဆရာပြောအားရှိရောပြောနိုင်တာဗောတဲ့ကဲဒါတွေကတော့ထားပါတော့တဲ့နောက်တစ်ခုမေးတာဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံတော်ဆိုတဲ့ Kingdom of God ဆိုတဲ့ဟာကျွန်တော်တို့ကတော့ဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံတော်ယုံကြည်တယ်ကျွန်တော်တို့ခရစ်ယာန်ဘာသာကိုးကွယ်နေတာဟာနှစ်ချင်းခံလိုက်ရတယ် baptism ခံလိုက်ရတာGreek လို့တော့randizo တဲ့အဲ့ဒီ randizo ကိုတဖြည်းဖြည်းနဲ့ English လို့ဒီ original language ကနေဘာသာပြန်လိုက်တော့ baptism နဲ့တဘောကတော့ရေထဲမှာနှစ်လိုက်ခြင်းပဲဒီရေထဲမှာနှစ်လိုက်ခြင်းအပြင်ကျွန်တော်တို့ရဲ့အပြစ်တွေဆေးကြောပြီးခရစ်တော်မှာဒုတိယမွေးဖွားခြင်းကြီးဟုသော born again ဆိုတာဒုတိယမွေးဖွားခြင်းဆိုတာဖြစ်လာတယ်ဒီ born again ဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဟာစိတ်ကိုယ်တည်းနဲ့ထာဝရဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံတော်ဖြစ်တဲ့ဒီ Kingdom of God မှာခံစားရမယ်ဆန်စားရမယ်တဲ့ဒီတော့ခမည်းတော်ဗုဒ္ဓဘာသာအနေနဲ့ရောဘာတွေနောက်ဆုံးမျှော်လင့်ထားတယ်လဲတူညီသလားနှိုင်းရှင်ကြပါတဲ့အဲ့ညမှာဦးစင်းကပြန်လဲပြောပြတယ်
ဒီဥစဉ်တို့ဗုဒ္ဓဘာသာအနေနဲ့တော့နိဗ္ဗာန်ဆိုပြီးမှအင်္ဂလိပ်လိုလဲဒီနိဗ္ဗာန်ပဲဒီပါဠိ original language ကိုဒါရိုက်ဒီဘာသာပြန်လို့တော့မရဘူးနိဗ္ဗာန်လို့ပဲပြန်တယ်ဖရာသခင်ရဲ့ကောင်းကင်နိုင်ငံတော်တွေဘာတွေမဟုတ်ဘူးဒါပေမဲ့စကားထဲမှာနဲ့ဟိုဆုတောင်းတဲ့နေရာမှာပြီးတော့ဘုရားရှင်စီမှာဆုတောင်းတဲ့နေရာမှာဆွမ်းတော်ကြီးဆက်ကတ်တဲ့နေရာမျိုးတွေပန်းတို့ဆက်ကတ်တဲ့နေရာရေချမ်းတို့ဆက်ကတ်တဲ့နေရာတောက်တော်ရေဆက်ကတ်တဲ့နေရာမှာတော့တင်စားခေါ်ဝေါ်ပြီးမှဒီနိဗ္ဗာန်ကိုခေမာမြုပ်နာရွှေမြုပ်မှန်းဖို့ရေမှန်းရဆိုပြီးမှတော့ရွတ်တက်ကြပါတယ်ဒါမဲ့တကယ်ဒီနေရာတကယ်ခေမာမြုပ်နာကြီးရွှေမြုပ်တော်ကြီးမဟုတ်ပါဘူးဒါတင်စားခေါ်ဝေါ်ထားတာပါလို့ပြောပြတယ်ဒါမဲ့သူတို့စိတ်ထဲမှာတော့ထင်နှုံးပဲဦးဇင်းတို့ကိုယ်တိုင်လည်းဒီတရားတွေဟောကြားတဲ့အချိန်မှာဦးဇင်းကလည်းရိတ်တာလည်းမဝင်ရသေးတာဟန်းရောက်တော့ဒါဟန်းမှာဒကမကြီးကလည်းတပည့်တော်မှအပူတော့ကမိတွေနဲ့ခံစားနေရတာပါဖေတပည့်တော်မှလည်းရှင်ဘုရားဘုရားနဲ့တူလွန်းလို့ပါဖေတပည့်တော်မှဟိုတရားလေးချင်းမြင်ပါဗျာနဲ့ဦးဇင်းစီလာလျှောက်သွားတယ်ဒီတော့ဦးဇင်းလည်းကိုတက်တလောက်မှတ်တလောက်လေးပေါ့ဒီဗုဒ္ဓဘာသာထဲစားရောက်ခါစားဦးဇင်းလည်းဘာမှနားလဲတာမဟုတ်ဘူးပြီးတော့ဆရာတော်ကြီးပြောလိုက်တဲ့ဒီသစ္စာတရား၄ပါးအဲ့ဒီအကြောင်းလေးကိုသဘောကျလွန်းလို့ဒီနောက်ဆုံးတော့နိရောဓသစ္စာမက္ခသစ္စာအဲ့ဒီနှစ်ခုထဲမှာအင်္ဂလိပ်လိုဆရာတော်ကြီးကထပ်ပြီးမှရှင်းပြတယ် acquisition of suffering ဆင်းရဲချုပ်ငြိမ်းရလားတဲ့အဲ့ဒါလေးကိုသဘောကျလွန်းလို့ဦးဇင်းလည်းဝင်လာတာဘယ်လောက်ထိနားမလဲဘူးလဲဆိုဆရာတော်ကြီးနောက်ဆုံးကြွဖို့နှုတ်ဆက်လိုက်တာတောင်မှဆရာတော်ကြီးသွားတော့မယ်နော်ဆိုရင်ဟိုလက်ပြပြီးနှုတ်ဆက်သွားတော့ဦးမြတ်တန်းကြီးဦးဇင်းအဲ့လိုတော့မလုပ်ပါနဲ့အဲ့လိုမလုပ်ပါနဲ့ဘုရားဆရာတော်ကြီးဝတ်ပြုပါဆိုမှပဲဆရာတော်ကြီးဦးတက်ရတဲ့အဆင့်ပြီးတော့ဓာတ်ပုံသာနာဝင်မှတ်တမ်းကပ်ပြာမှာဦးဇင်းတော်တွေ့ဆိုပြီးမှဓာတ်ပုံရိုက်ဖို့အတွက်ဓာတ်ပုံရိုက်ခံပါဗျာအဲ့ဒီအတွက်သင်္ကန်းယုံပါဆိုဦးဇင်းမယုံတတ်ဘူးအဲ့ဒါမှဒုက္ခပဲဆိုတော့motivation ဦးမြတ်တန်းကြီးတကြီးတော့ဒုံလဘဝတ်ဘူးတယ်ဗျာတကြီးတော့ယုံပေးပါမယ်ဗျာဆိုယုံပေးတဲ့လိုက်တော့လက်ကတော့ထိုးတာလက်ကတော့တင်တာညာဖက်မှာကြီးဖြစ်နေအဲ့ဒါဦးဇင်းကလည်းမသိဘူးအဟုတ်ကြီးမှတ်ဒီမှာဆရာတော်ကြီးနားထိုင်အေးသေးတခါတည်းဓာတ်ပုံနဲ့ရိုက်လိုက်တာအဲ့ဒါဓာတ်ပုံကရန်ကုန်ရောက်တော့ဒီချင်းဦးဇင်းကတော့လှုပ်လိုက်မှဗျာအကုန်လုံးပြောင်းပြန်နေကြီးပဲတဲ့အဲ့ဒါ၅ပါးတီလာကြီးနေလိုက်တော့ဝိကာလဘောဇနာပါသွားလို့ဆရာတော်ဗျာ6ပါးဖြစ်သွားပြီဗျာမှားတဲ့ခါလဲမှားမှာပေါ့ဥမာထူးတော့ပါဘူးညစာမစားကြတော့ဆိုဦးဇင်းကလည်းမင်းရှိလိုက်တာအဲ့ဒီတုန်းကဆိုတော့ဦးဇင်းကလည်းဘာမှမသိဘူးဒီကမာကြီးနိဗ္ဗာန်ဆိုတာအရန်အေးချမ်းတာအေးမြလိုက်တာဦးဇင်းတော့လေလုံပြီးကြောင်းရောက်ငကောကတဘာဝလည်းအေးနိဗ္ဗာန်တရားလည်းအေးတယ်ဆိုတော့ဦးဇင်းတော့ပျော်လိုက်တာဒီကမာကြီးရဲ့ဆိုပြီးဦးဇင်းတက်တလောက်မှတ်တလောက်လေးပဲဟောလိုက်တော့ဆရာတော်ဗျာတပည့်တော်မှာတော့မြည်ရရှိတယ်ဗျာအဲ့လိုနိဗ္ဗာန်ကအေးလုံးမယ်ဆိုတပည့်တော်ယောဂနဲ့တော့ကြိုက်မှမဟုတ်ဘူးဒါအဲ့လိုအတင်းဒါပေမဲ့ဦးဇင်းတို့ကလည်းအဲ့လိုပဲထင်ခဲ့ဘူးလားဒီနိဗ္ဗာန်ဆိုတာတကယ်လက်တွေ့အဲ့လိုနေရာမျိုးမှာနေရာဒေသတစ်ခုခုဆိုပြီးမှဦးဇင်းတို့ကလည်းတတ်မှတ်ထားတယ်အဲ့လိုပဲသူတို့ကလည်းထင်တယ်ဒါပေမဲ့ဦးဇင်းအဘိဓမ္မာပိုင်းဆိုင်ရာတင်ကြားပြီးတဲ့နောက်ပိုင်းကျတော့ဒီကိုကျင့်အဘိဓမ္မာဆိုတဲ့တောင်မြို့မဟာကာနာယုံဆရာတော်ကြီးအရှင်ဇနကဘိဝန္တပြုစုတဲ့ကိုကျင့်အဘိဓမ္မာဒါ first step ပဲရှိသေးတယ်အဲ့ဒီကသင်လိုက်တဲ့အခါကျတော့ဦးဇင်းတွေးလိုက်ရတာဘာတွေတွေးလိုက်တယ်လဲခရစ်ယာန်မှာတော့ကောင်းကင်နိုင်ငံတော်ဆိုတဲ့အရာJesus Christ ရဲ့ second coming ဆိုတဲ့ဒီယေရှုခရစ်ရဲ့ rapture ဆိုတဲ့ယုံကြည်သူအားလုံးကိုတဘိုးမှုတ်တာနဲ့ကောင်းကင်နမနဲ့ခြံရံပြီးမှလောကကြီးကိုကြွဆင်းလာမယ်ယုံကြည်သူအားလုံးသိသိမြဲကောင်းကင်နိုင်ငံတော်ကြီးမှာမင်္ဂလာဆောင်ပွဲကြီးကျင်းပမယ်အဲ့ဒီနေရာမှာတက်တက်လုံးပျော်ရွှင်စွာနေထိုင်ကြရမယ်ထာဝရဘုရားရှင်ကိုနေရှိသည်မြညရှိသည်မြနေမဝင်တဲ့နိုင်ငံတော်ကြီးမှာအမြဲတမ်းသချင်းတန်တာဘာယာယာနဲ့အမြဲတမ်းဖြိုဖြေရတော့မယ်ဆိုတဲ့ဟာဦးဇင်းတော်အဟုတ်ကြီးမှတ်ကြီးမှဟောပါတယ်အဲ့လိုဟာလည်းဖြစ်ကုန်တာအဲ့လိုပဲဦးဇင်းတော်ကလည်းနှစ်ကိုကတော့ကိုယ်တိုင်လည်းကျင့်ပြီးမှကိုယ်တိုင်လည်းရှာခဲ့တယ်ကိုယ်တိုင်လည်းဒီနိဗ္ဗာန်ရောက်ဖို့မှန်းပြီးမှအေးချမ်းရာတရားကိုရှာပြီးမှဟောခဲ့တာပဲဒါပေမဲ့အဲ့ဒီတရားတွေနဲ့လုံးဝမတူတဲ့အကြောင်းဒီအဘိဓမ္မာပိုင်းဆိုင်ရာလေ့လာကြည့်တဲ့အခါကျတော့ဒီခရစ်ယာန်ထဲမှာပြောတဲ့ဒီလိုကောင်းကင်ကနေတဘိုးတွေမှုတ်မယ်ကောင်းကင်ဓမ္မမင်းတွေဟာယောက်ျားလည်းမဟုတ်မိန်းမလည်းမဟုတ်သူတို့မှာကိလေသာတဏှာတွေလည်းမရှိဘဲနဲ့အဲ့ဒီလောဘဒေါသမောဟတွေကင်းစင်ပြီးမှသူတို့မှာထာဝရဘုရားကိုချီးမွမ်းဖို့လောက်ပဲရှိတယ်ဆိုတဲ့အရာတွေဦးဇင်းတို့ပြန်ကြည့်တဲ့အခါကျတော့လူပြည်ပြီးတော့နောက်တစ်ခါနတ်ပြည်6ထပ်ယမဘုံ20ဆိုတဲ့အဆင့်တွေတစ်ဆင့်ပြီးတစ်ဆင့်ဦးဇင်းတစ်ခုပြီးတစ်ခုပြန်လဲသင်ကြားတဲ့အခါမှာခရစ်ယာန်ဘုရားတော်ကဟောကြားလာတဲ့ဒီကောင်းကင်နိုင်ငံတော်ဆိုတဲ့အဆင့်ကဒီနတ်ပြည်အဆင့်မှာ first step ပဲရှိသေးတာပဲဆိုတာသူတို့ရဲ့ကျမ်းစာအထောက်ထားရဦးဇင်းပြန်လဲပြီးမှထောက်ပြနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ Revelation ဆိုတဲ့ဗျာဒိတ်ကျမ်းစာထဲမှာကောင်းကင်နိုင်ငံတော်ရဲ့အသာယာပုံကြောက်မြတ်ယရနာနဲ့စီချေထားတဲ့ပုံအဲ့ဒါမှာကြောက်ပလင်ကြီးတွေကြောက်မြတ်ယရနာရွှေငွေနဲ့
စီချေထားတဲ့မာနကြီးတွေအဲ့ဒါမှတူရိယာတွေအစုံတီးမှုမဲ့နေရာတွေပြီးတော့တူရိယာတီးမှုပြီးမှဆိုလိုက်တဲ့သချင်းတန်သားရာတွေအဲ့ဒါတွေအားလုံးဥစဉ်ပြန်လဲပြီးတော့သုံးသက်ကြည့်တဲ့ခါကျတော့နတ်ပြည်မှာနတ်စည်းစိမ်အဆင့်လောက်ပဲရှိသေးတယ်အဲ့ဒီနေရာမှာစာလောင်မွတ်သိမ့်မှုမရှိဆိုတဲ့အရာလေးဥစဉ်ပြန်ပြီးမှမှတ်ရတဲ့ခါကျတော့နတ်တုတ်တာနဲ့နတ်ဩဇာတွေစားသုံးနေတဲ့နတ်တွေဟာအားလုံးဘယ်တော့မှမစားတော့ပါဘူးဆိုတဲ့အကြောင်းလေးတွေပြီးတော့နတ်ပြည်ရဲ့တက်တန်းကြာရှည်မှုလေးတွေပြန်ကြည့်တဲ့ခါကျတော့ဒီထာဝရဘုရားရဲ့ကောင်းကင်နိုင်ငံတော်ရဲ့ကာလကြာရှည်မှုတက်တန်းနဲ့သွားပြီးမှတူညီနေတာဥစဉ်တွေ့ရတယ်ဒီတော့အဲ့ဓာတွေပြန်ကြည့်ခြင်းအပြင်ဥစဉ်တော့ဒီဗုဒ္ဓဘာသာရဲ့နိဗ္ဗာန်နဲ့ဒီခရစ်ယာန်ရဲ့ကောင်းကင်နိုင်ငံတော်နိဗ္ဗာန်ဆိုတဲ့ Kingdom of God ဟာလုံးဝကိုက်ညီမှုမရှိပါဘူးအဲ့ဒီ Kingdom of God ဆိုတဲ့ဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံတော်ဆိုတဲ့အဆင့်ဟာနတ်ပြည်အဆင့်မှာပဲရှိပါသေးတယ်အဲ့ဒီကနေရှောပြီးမှလူဘုံမှာပြန်လဲလာမယ်တိရစ္ဆာန်ဘုံအပေလေးဘုံမှာပြန်ရှောလာပြီးနောက်ဆုံးငရဲထဲမှာပြန်လဲပြီးမှရှောကြနိုင်တဲ့အဆင့်မှာတော့မရှိပါသေးတယ်အဲ့ဒီကနေတစ်ဆင့်ဒီတစ်ဆင့်တက်ပြီးဗြဟ္မဘုံ20အဲ့ဒီကနေတမက်တဖိုလ်ဆက်ရောက်သွားပြီးနောက်ဆုံးကြမှာဘာမှမသိရှိရဘာမှခံစားမှုမရှိတော့တဲ့နောက်ဆုံးအေးချမ်းမှုငြိမ်းအေးမှုဆိုတဲ့နိဗ္ဗာန်ဆိုတာပျော်ဝင်ဆန်းစားရမှာဆိုတဲ့အကြောင်းဒါဥစဉ်တော့ပြီးဓမ္မပိုင်းဆိုင်ရာမှာတွေ့ရတယ်ဆိုတာပြောပြတော့ဟာဒါဆိုတော့ခင်ဗျားတို့ကျမ်းစာနဲ့ထောက်ထားပြတော့ဆရာပဲအစတုန်းကတော့ပြောလိုက်တာပဲမဟုတ်လားဒီနိဗ္ဗာန်ထဲမှာဝင်မယ်ထာဝရဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံတော်ထဲမှာဝင်မယ်ထာဝရဘုရားရှင်ရဲ့လက်ရဘက်မှာဣသရေလလူရုထိုင်မယ်လက်ဝဲဘက်မှာကျုပ်တို့ဒီအေချတိုက်သားတွေဖြစ်တဲ့ gentleman တွေအားလုံးဝင်ထိုင်မယ်ဒီ gentle လူမျိုးတွေထိုင်မယ်ဆိုဆရာကိုယ်တိုင်ပဲဟောခဲ့တာပဲအဲတော့ကကျုပ်တို့ဖြင့်အားရလိုက်တာအာမင်ဟာလေလုယာဆိုပြီးဆျောက်တောင်တခါတည်း foreign set တွေအကုန်လုံးလှူလိုက်သေးတာပဲဆရာခုမှသက်စာဖောက်တယ်ဩဒါတော့ထားပါတော့လို့ခင်ဗျားတို့နဲ့ကျုပ်တို့ကဒီလိုပဲပြောနေရတော့မှာပဲလို့နောက်တစ်ခါကေတင်ချင်းမှာဗုဒ္ဓဘာသာဘယ်လိုခံယူတယ်လဲတဲ့ခရစ်ယာန်ထဲမှာတော့ဒီ Jesus Christ ကပဲသူ့ဆေးပြားနဲ့ပတ်သက်လာရင်သူကပဲ salvation line ထဲမှာတော့သူ့ရဲ့ကယ်တင်ခြင်းကပဲအားလုံးလှုပ်ဆောင်သွားမယ်တဲ့ဗုဒ္ဓဘာသာထဲမှာဘယ်လိုခံယူတယ်လဲတဲ့ဗုဒ္ဓဘာသာထဲမှာတော့လှေမျောရင်လှေနဲ့ပဲပြန်လိုက်ရမယ်ငွေမျောရင်ငွေနဲ့ပဲပြန်လိုက်ရမယ်ပြီးတော့ဒီစိတ်ရဲ့ဒုက္ခရောက်နေမှုဟာဒီစိတ်နဲ့ပဲပြန်ကုစားမှပဲဒီစိတ်ဆင်းရဲမှုကနေလွတ်ငြိမ်းချမ်းသာမှုပြန်လေရရှိလာမယ်ဆိုတော့မြတ်စွာဘုရားတော်ဟောသွားတယ်ဒီမြတ်စွာဘုရားဟောသွားတာဟာဘယ်သူကကယ်တင်သွားမယ်ဆိုတာလည်းမရှိဘူးသူကိုယ်တိုင်ကယ်တင်မယ်ဆိုတာလည်းမရှိပါဘူးဒီသူဟောကြားသွားတဲ့တရားလမ်းစဉ်အတိုင်းသမထဝိပဿနာတရားကိုဒီအဖြစ်အကြောင်းအကျိုးရုံးနဲ့နာကွဲပြားလေးတိလာပြီးတဲ့နောက်ပိုင်းဒီတစ္ဆာတရား၄ပါးကိုလည်းသိလာမယ်ဒုက္ခမှန်သိလာမယ်ဒုက္ခမှန်သိလာမယ်ဆိုတဲ့အချိန်မှပဲတရားနဲ့အရာရာကိုဆင်ခြင်လာနိုင်မယ်အဲ့လိုဆင်ခြင်လာနိုင်မှပဲတရားနဲ့နေတတ်ပြီးမှအလွန်အင်မတန်မှချမ်းမြေ့သာရတဲ့ဘဝထဲရောက်နိုင်မှာဖြစ်ပါတယ်အဲ့ဒီချမ်းမြေ့သာရတဲ့ဘဝထဲမှာရောက်ပြီးမှတပြေးပြေးနဲ့ကျင့်သွားပြီးတမက်တဖို့ဆက်ရောက်သွားတယ်ဆိုရင်ကေတင်ချင်းမဟုတ်ပဲနဲ့ဒီထာဝရကောင်းကင်နိုင်ငံတော်မဟုတ်ပဲနိဗ္ဗာန်ရဲ့ချမ်းသာနောင်တန္တရာမှာပြန်မလေလာပဲနဲ့ချမ်းသာမှုအစစ်မှန်ဒုက္ခချမ်းသာကိုခံစားရမှာဖြစ်တယ်ဆိုတော့ကျုပ်တို့ကတော့ခံယူထားပါတယ်ဒီဗုဒ္ဓရဲ့တရားတော်ထဲမှာရှိပါတယ်ဆိုတော့ဒါကတော့ဆရာပြောမှလားတဲ့ကျုပ်တို့ကလည်းဒီလိုနောင်တပလုံးဘဝမှာအေးချမ်းချမ်းနဲ့ခံယူမှာတော့ဟုတ်တာပေါ့ဒါပေမဲ့ဆရာတို့ဟာတွေကဒီဖောင်းနဲ့ပိန်နဲ့ရေးဆပြီးမှရှုတော့ဘာတွေ့လာမှလဲဒီဟာနဲ့ဘာထူးမှလဲဘယ်လှမ်းနဲ့ညာလှမ်းနဲ့ဒီ left and right အဲ့ဒီလုံနေတော့ဘာထူးမှလဲတဲ့ဒါမဲ့ဥစဉ်နောက်ဆုံးအမိန့်ရှိလိုက်တာကတော့ဒါတွေဟာပေဌာနနဲ့ညာဌာနဆိုတော့အယူကလည်းသိတယ်ကလေးကလည်းသိပါတယ်ဒါမဲ့မြတ်စွာဘုရားရှုခိုင်းတာပေဌာနနဲ့ညာဌာနရှုခိုင်းတာမဟုတ်ဘူးဖောင်းနဲ့ပိန်နဲ့ဆိုတာလည်းရှုခိုင်းတာမဟုတ်ပါဘူးဒီကိုယ်ထဲမှာရှိတဲ့တရားအကြောင်းနဲ့အကျိုးအဖြစ်နဲ့အပြည့်ဖြစ်သွားတာနဲ့ပြည့်သွားတာနဲ့အကြောင်းရှိလို့အကျိုးတရားပေါ်လာတယ်ဆိုတဲ့အကြောင်းလေးတွေနဲ့ဒီခန္ဓာကိုယ်ကြီးမှာရုပ်ရှိလို့နာမ်ရှိတယ်ဒီနာမ်ရှိလို့ရုပ်ရှိလာတယ်ဒီနာမ်ကဖြစ်ပြနေတဲ့အရာတွေအားလုံးဟာဒီရုပ်တရားပေါ်မှာအကျိုးတရားတိတ်ရောက်လာတယ်ဆိုတဲ့အကြောင်းလေးတွေအဲ့ဒါတိလာပြီးမှအဲ့လိုအကြောင်းအကျိုးအကြောင်းအဖြစ်အပျက်အဲ့ဒီစစ်သွယ်မှုတွေစစ်နွယ်မှုတွေအားလုံးသိရှိလာပြီးတဲ့နောက်ပိုင်းမှာအားလုံးကတရားနဲ့ပဲဖြည့်ပြီးမှတရားနဲ့ပဲရှုမှတ်တတ်ဖို့အစဒုက္ခတွေ့တဲ့အချိန်မှာလည်းဒုက္ခတရားတွေကိုရှုမှတ်တတ်ဖို့ဝေဒနာတွေ့တဲ့အချိန်မှာလည်းဝေဒနာရှုတတ်ဖို့အားလုံးကိုတရားအရာရှုမြင်တတ်ဖို့အတွက်ထာဝရဘုရားမဟုတ်တဲ့ဒီမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားတော့ဒီလိုပဲသင်ကြားပေးသွားပါတယ်ဒီတရားတိုင်းကျင့်တဲ့ပုဂ္ဂိုလ်ကြီးတွေကိုယ်တိုင်လဲနဲ့
ပြိဋိဘံဆန်သွားကြပါတယ်ဒီလိုပဲဦးဇင်းတို့ကတော့ဒီတရားပဲရှာပါတယ်လို့ပြောလိုက်တဲ့အချိန်ကျတော့ထားပါတော့ဒါလည်းခမည်းတော်အပြောကောင်းလို့ထားပါတော့နောက်တစ်ခုဆက်မေးအောင်မယ်တဲ့မေးချင်တယ်မေးချင်တာအားလုံးမေးဆိုတော့ဒီတော့ကျုပ်တို့ကတော့အလှူဒါနပေးဖို့အတွက်ကတော့စေဖို့တဖို့ကဘုရားဟာပဲခမည်းတော်ဗုဒ္ဓဘာသာထဲမှာစေဖို့တဖို့ရှိသလားဆိုတော့ခမည်းတော်ကဗုဒ္ဓဘာသာကိုဒီလိုပဲမြင်တာဟုတ်လို့တခုတော့ရှိတယ်လို့ခင်ဗျားတို့ကစေဖို့တဖို့ရှိတယ်ကျုပ်တို့ကစေဖို့တဖို့မကောက်ဘူးရှိတာအကုန်လုံးလှူရမယ်ဆိုတာခံယူထားတယ်ခင်ဗျားတို့ကတော့ရှိမှလှူမယ်ကျုပ်တို့တိမ်ငွေ့ပြီးနုံမြတ်ပါတယ်အလုံးအင်မတန်မှလည်းကျေပြတ်ပါတယ်ဥပမုံစအပရသေနာမှာတောင်မှလောကီမှာမဟုတ်ပဲနဲ့ဒီလောကီရေးရာလောကုတ္တရာရေးရာဆိုနှစ်ဖက်ခွဲခြားတဲ့ဒီနေရာမှာတချို့ကတော့လှူတဲ့တန်းတဲ့နေရာမှာတန်တရာရှည်စီအကြောင်းအတွက်တန်တရာမှာကောင်းစားရေးအတွက်လှူကြတန်းကြတယ်ရေမှန်းပြီးမှလှူကြတယ်ဒါပေမဲ့တချို့တကယ်ဘုရားနဲ့တရားနဲ့နေတဲ့လူပုဂ္ဂိုလ်တွေကတော့ဒကာဒကမတွေကလှူတဲ့တန်းတဲ့နေရာမှာဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုဆိုပြီးမှနိဗ္ဗာန်ကိုမျှော်မှန်းပြီးမှလှူကြပါတယ်အဲ့ဒါလို့လေးနဲ့တဲ့အရာတွေအားလုံးတော်ကောင်းလှူပုံလှူနေ၅မျိုးဆိုပြီးမှလည်းကျေပြန့်ဒီအပြီးဓမ္မထဲမှာဆက်ပြီးမှတင်ကြရတယ်ဆိုတဲ့အကြောင်းလေးပြောပြတော့ထားပါတော့ဒါတော့ဆရာတော့ပြောအားရှိတာပြောမှာပေါ့အခုဆရာတော့လောလောဆယ်ဒီအလှူလည်းမစားဘူးပြီးတော့လာစားလည်းမရဘူးဆိုတော့ဆရာတော့ပြောအားရှိတာပေါ့နောက်တစ်ခုထပ်မေးမယ်တဲ့ဒီတရားဟောဆရာနဲ့ဗုဒ္ဓဘာသာယဟန်တော်ပါရီများกว่าတယ်လို့သူတို့ကဆက်မေးတယ်ဆက်မေးတော့ဦးဇင်းကလည်းကိုတွေ့ကြုံလာခဲ့တာဆိုတော့ဒီခရစ်ယာန်မှာမင်းစတာဖြစ်လာဖို့အတွက်ကိုကကျမ်းစာသင်ရတယ်ကျမ်းစာသင်ပြီးပစ္စယောဟောတုဆိုပြီးမှနိဗ္ဗာန်ကိုမျှော်မှန်းပြီးမှလှူကြပါတယ်အဲ့ဒါလို့လေးနဲ့တဲ့အရာတွေအားလုံးတော်ကောင်းလှူပုံလှူနေ၅မျိုးဆိုပြီးမှလည်းကျေပြန့်ဒီအပြီးဓမ္မထဲမှာဆက်ပြီးမှဒီတရားဟောဆရာနဲ့ဗုဒ္ဓဘာသာယဟန်တော်ပါရီများกว่าတယ်လို့သူတို့ကဆက်မေးတယ်ဆက်မေးတော့ဦးဇင်းကလည်းကိုတွေ့ကြုံလာခဲ့တာဆိုတော့ဒီခရစ်ယာန်မှာမင်းစတာဖြစ်လာဖို့အတွက်ကိုကကျမ်းစာသင်ရတယ်ကျမ်းစာသင်ပြီးတဲ့နောက်ပိုင်းမှာဘွဲတွေရလာပြီးတော့ဘွဲတစ်လုံးရတော့နေရာထိုင်ကုန်ကောင်းထိုင်ရတယ်နောက်ထပ်ဘွဲတစ်လုံးမျှော်မှန်းလာတာအမှန်မှာတော့ဒီနိဗ္ဗာန်ကိုမျှော်မှန်းပြီးမှဒီနိဗ္ဗာန်တွေ့ဆိုတာမဟုတ်ပဲနဲ့နိုင်ငံခြားသွားမယ်နိုင်ငံခြားပြန်လန်ကားယူလာမယ် TV ယူလာမယ်အဲ့ဒါမျှော်မှန်းတာပဲနိုင်ငံခြားပြန်လန်နေရာထိုင်ချက်ကောင်းယုံဌာနမှာကောင်းအောင်အဲ့ဒါပဲမျှော်လင့်ကြတယ်ပြီးတော့ခရစ်ယာန်ထဲမှာကျမ်းစာတွေစ조사ပြီးမှဘွဲတစ်ခုပြီးတစ်ခုစိတ်ယူခြင်းတယ်ဆိုရလဲဒါဦးစိန်ကိုယ်တိုင်တာဟန်းမှာတစ်ခါကြုံမှုတယ် discussion လုပ်မယ်ဆိုပြီးမှမေးကြတော့ဆရာတော်ကိုယ်တိုင်ဘွဲတွေတစ်ခုပြီးတစ်ခုယူနေတာဟာကောင်းကျင်နိုင်ငံတော်ရောက်ဖို့လားနိုင်ငံခြားသွားဖို့လားလို့မေးတော့ဦးစိန်ကိုယ်တိုင်ဖြေစရာစကားလုံးမတွေ့ခဲ့ဘူးအဲ့ဒါဦးစိန်ကိုယ်တိုင်လည်းနိုင်ငံခြားသွားဖို့ကြိုးစားခဲ့တာပဲအဲ့လိုပဲဟိုခရစ်ယာန်ဘာသာမှာတော့အလှပဆိုလို့ကောင်းဖြီးလိုက်ရတာတမျိုးပြီးတော့ဒီနေ့ကတရားဟောဘယ်လို item နဲ့နေရမယ်ပြီးတော့ဘယ်necktieလဲစီးကိုစီးရမယ်ပြီးတော့ဒီ necktie နဲ့ကိုက်ညီမဲ့ဘယ် shoes ဖနက်ကိုရွေးရမယ်ပြီးတော့ဒီက shoes ဖနက်ကိုတေချာတိုက်ရလားကျိုးကကောင်းလားမကောင်းလားပြီးတော့ဒီ shoes နဲ့ဒီ necktie နဲ့ကိုက်ညီမဲ့အထက်အချက်ကဘာရောင်အပြင်ကကုတ်အင်ကြီးနဲ့ဒီ long band ဘောင်းမီရှည်ကဘယ်လိုဟာလုပ်ရမလဲစပင်ဖြီးတာကဘယ်ဘက်ကိုတက်ရမလားညာဘက်ကိုတက်ရမလားတရားဟောရင်ညာဘက်လက်ကိုမြောက်လားဘယ်ဘက်လက်ကိုမြောက်ရမလားအဲ့ဒါတွေကစကြည့်နေပြီးမှစအဆုံးတရားဟောမယ်ဆိုရင်ခြေဆုံးကောင်းဆုံးမှာနဲ့မှကြည့်ပြီးမှပဲဘုရားကျောင်းသွားဖြစ်တယ်ပြီးတော့အလှပတရားလဲဟိုလူနဲ့ဘာမှထူးခြားမှုမရှိပါဘူးလူနဲ့ထူးခြားမှုမရှိတော့လူလိုပဲကိလေသာတဏှာပြီးတော့ဒီလောဘဒေါသမောဟတွေနဲ့အားလုံးဖက်တွယ်နေတော့မှာပဲဒါပေမဲ့ဗုဒ္ဓဘာသာထဲမှာကျတော့အလှပတွေအားလုံးပယ်ပြီးမှပရမဦးဆုံးကြည့်လိုက်မယ်ဆိုရင်လူမှာသဘင်ကအလှပတစ်ခုဖြစ်တယ်အဲ့ဒီလှပဖြစ်တဲ့စာနဲ့အားလုံးပယ်ချလိုက်ပြီးမှလူတကာကမထားရတဲ့ဒီဂရင်းချွေလိုက်တာကစအလှပပယ်လိုက်တာတစ်ခုကဗုဒ္ဓမြတ်စွာဘုရားကသူ့ရဲ့သာသနာတော်ဆက်လက်ပြီးမှအမွေတွေထိမ့်သိမ့်မဲ့ယဟန်တော်တွေအတွက်လောကနဲ့လုံးဝဆက်သွယ်မရှိနိုင်အောင်လောကနဲ့အနှောက်အယှက်ဘာမှမရှိနိုင်အောင်ကင်းရှင်းဖြစ်လာအောင်လုပ်သွားတာပြီးနဲ့အလုံးသေးချပါတယ်နံပါတ်1နံပါတ်2အနေနဲ့ဒီအသုံးဆောင် TC ဝိတ်သင်္ကန်းဆိုပြီးမှဒီဧကတိသင်္ကန်းတွေအားလုံးပြန်ကြည့်တဲ့အခါကျတော့ဒီသင်္ကန်းတွေကလည်းအားလုံးပြောင်းချုပ်လိုက်ရင်တော့တက္ကနာပေါ့လို့ဒါပေမဲ့အဲ့ဒီချုပ်လိုက်တဲ့အရာမှာတာယာမှုမရှိအောင်ဆိုပြီးမှအခန်းလိုက်အကွက်လက်အကုန်လုံးစုပ်ဖြတ်ပြီးမှအဲ့ဒီကနေပြန်ချုပ်ထားတာတွေတွေ့ရတယ်ပြီးတော့အဲ့ဒီထဲမှာလည်းလူအသုံးဆောင်နဲ့လုံးဝမတူအောင်ဆိုပြီးမှဂွင်းလည်းမချုပ်ရဘူးဆိုတော့ကြည့်ခြင်းအဖြစ်လူအသုံးဆောင်နဲ့လုံးဝမတူတဲ့အတွက်ခရစ်ယာန်ဘုန်းကြီးနဲ့ဒီဗုဒ္ဓဘာသာဘုန်းကြီးကလုံးဝမတူပါဘူးလို့ပြီးတော့ခရစ်ယာန်ဘုန်းကြီးကတော့လ
စာထောက်ပံ့မှုမရှိလုံးမလုံးနိုင်ဘူးဒါပေမဲ့ဗုဒ္ဓဘာသာဘုန်းကြီးကတော့ထောက်ပံ့ကြီးမရှိပေမဲ့လည်းထောက်ပံ့ကြီးမရှိမှလည်းသိတယ်လာစာမရှိမှလည်းသိရတာနဲ့ဒါတွေဘာဖြစ်လို့ဝင်လာတယ်လဲဆိုတော့ဒီလောကီပိုင်းဆိုင်ရာမှာဆိုအကုန်လုံးပဲဖြောက်ပြီးသားဖြစ်တဲ့အတွက်လောကီပိုင်းအမြင်နဲ့မျောလင့်ချက်တစ်ခုမှမရှိတော့ဘဲနဲ့ဒီလောကကြီးကိုနောက်ွယ်ပြုတ်ပြီးမှနောက်ကျောမှာထားခဲ့ပြီးမှဒီလိုပဲဗာလဲသွားရတယ်ဆိုတာကြည့်ချင်းအဖြစ်ဗုဒ္ဓဘာသာယဟန်နဲ့ဒီခရစ်ယာန်ဘာသာအဲမှာဘုန်းကြီးနဲ့မတူတာဒါလေးရှိပါတယ်ပြီးတော့နောက်ထပ်တစ်ခုမေးအောင်မယ်တဲ့သူတို့ကမေးလိုက်တော့ခရစ်ယာန်ဘာသာနဲ့ဗုဒ္ဓဘာသာဘာကွာတယ်လဲဆိုတော့ဒီလိုကွာတာလေးတွေပြောရတော့ခင်ဗျားတို့ကိုကျုပ်ဒီညပြောရင်ခင်ဗျားတို့ကလည်းကျုပ်ကိုပြောင်းပြန်နေတယ်တဲ့ပြီးတော့ကျုပ်ကလည်းခင်ဗျားတို့ပြောင်းပြန်နေတာပဲဆိုတော့ဟုတ်မှာပေါ့ဆရာကိုယ်တိုင်ဒီလောက်တိလာပြီးမှတစ္ဆာဖောက်လာတော့ဆရာလောက်တစ္ဆာဖောက်တာဘယ်သူရှိတော့မလဲဆရာဟာတစ္ဆာဖောက်ပဲဗမာပြည်မှာဆိုရင်ကလုံဦးစောလောက်မုန်းဆရာကောင်းတာဘယ်သူရှိမလဲအဲ့လိုပဲဆရာလည်းခရစ်ယာန်တလောကလုံးမှာဆရာလောက်မုန်းချင်ဆရာကောင်းတာဆရာပဲရှိတယ်တဲ့အဲ့ဒါလိုပဲသူတို့တွေမကပါဘူးအားလုံးဒီလိုပဲခရစ်ယာန်ထဲမှာတပည့်ကောင်းနေလာကြပြီးမှဆရာတစ္ဆာဖောက်သွားတာဝမ်းနေပါတယ်ကျွန်တော်တို့အသာရှောင်မျိုးကဆရာတို့လည်းဆုတောင်းပါတယ်ဆရာအခုတော့လုံးအယူမှားနေပြီဆရာစာတန်ရဲ့နှောက်ယှက်မှုမာနရဲ့နှောက်ယှက်မှုထဲဝင်သွားတာကျွန်တော်တို့ကခွင့်လွှတ်ပါတယ်ဒါမဲ့ဘုရားရှင်ခွင့်လွှတ်နိုင်ဖို့အတွက်ကျွန်တော်တို့အသာရှောင်ဆုတောင်းကြပါတယ်တဲ့သူတို့ကလည်းဦးစင်းကိုပြောင်းပြန်နေတယ်ဦးစင်းကလည်းသူတို့ကိုစောက်ထိုးကြီးပဲမြင်တာပဲဘာဖြစ်လို့လဲဆိုတော့သူတို့ကဦးစင်းကိုလုံးမှားသွားတယ်လို့မြင်တယ်ဦးစင်းကလည်းသူတို့ကိုမိစ္ဆာဒိဋ္ဌိလို့မြင်တယ်ပြီးတော့သူတို့ကလည်းဦးစင်းကိုround of ဖြစ်နေရောက်သွားပြီလို့မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ဦးစင်းကတော့ဟိုမှာလည်းလင်းပေါ်တက်တဲ့အချိန်မှာနောက်ဆုံးဦးစင်းတွေ့ကြုံရတဲ့အဘောအထဲမှာဒီဒေါက်တာတွေကရှေ့ဆုံးခုံမှာလင်းထဲမှာထိုင်နေတာအဲ့ဒါဦးစင်းကလည်းအဲ့ဒီဘုံမိုးကြီးသိမ့်မြင့်တော့အပေါ်ထိပြင့်လာပြီးလင်းပေါ်ရောက်တော့ကဲဖယ်ပေးလိုက်ကြအောင်ဒီကဆရာတော်ကြွလာပြီဆရာတော်ရှေ့ဆုံးမှာတရင်သုံးမှမယ်ဆိုတော့သူတို့ကလည်းဦးစင်းကိုချင်းမှန်းမသိဘူးအဲ့ဒါနဲ့ပြောလိုက်တာဒီတခါတဲ့ဒီကရုံးကြီးဒီတိမ်ငန်းကြီးနဲ့အတော်ရှုပ်တာပဲဒါတွေရှိနေလို့ဗမာပြည်မတိုးတက်တာဒါတွေကြောင့်မို့အတော်ပါစိတ်ရှုပ်ဖို့ကောင်းတယ်ကဲဘာဖြစ်ရွှေ့လိုက်ကြတော့ဘုရားလူကြီးတွေလည်းရှိတာပဲရွှေ့လိုက်အေးပါတယ်တခါတဲ့သူတို့ဘဝလည်းဘာမှမသိပါဘူးသူတို့ကလည်းသူတို့ဘာများအောက်မေ့လည်းမသိဘူးစားစရာမရှိတိုင်းဖုန်းကြီးဝဲဆွမ်းခံလျှောက်စားနေတဲ့လူတွေဆိုရင်ဦးစင်းကဒီလောက်ထိသူတို့ကလည်းပြောသွားတယ်ပြောပြီးနောက်ပိုင်းတော့ဗမာပြည်ကဖုန်းကြီးတွေအကုန်လုံးပေါ်တာဆွဲတဲ့နေအကုန်လုံးထည့်ပြီးမှလိုက်ထမ်းခိုင်းပိုးခိုင်းကောင်းမှသူတို့အကုန်လုံးစစ်တပ်ထဲဝင်ပြီးမှနိုင်ငံတော်တိုးတက်ဖို့အတွက်လှုပ်ခိုင်းကောင်းမှအဲ့လောက်ထိပြောပြီးမှဦးစင်းကလည်းကျဲလို့တကာကြီးစိတ်မချမ်းသာနဲ့ဒီလောက်ပဲပြောပါတော့ဦးစင်းလည်းချင်းမျိုးသားပါဆိုမှသူတို့လည်းမျက်စိမျက်နှာတွေပြစ်ပြီးမှသူတို့ကလည်းဆရာဒီလောက်ဖြစ်လာပြီးမှဘာဖြစ်လို့ဗုဒ္ဓဘာသာထဲဝင်လဲဆိုတော့အဲ့ဒီအကျိုးအကြောင်းလေးဒီနေရာနဲ့ဆက်ဆက်ပြီးမှဦးစင်းပြောပြတယ်အဲ့ဒီနိုင်ငံခြားသားတွေကမေးတော့ခရစ်ယာန်နဲ့ဘူဒိဇမ်ဘာများကွဲပြားတယ်လဲဆိုတော့ကွဲပြားတာတော့ရှိပါတယ်ဘာကွဲပြားတယ်လဲဆိုတော့စီနဲ့ရေကိုပလင်းထဲမှာရောပြီးမှထည့်ကြည့်လိုက်ပါဟိုနီးလေးကနေမကြည့်ဘဲနဲ့ဝေးရနေကြည့်လိုက်တော့အားလုံးအတူတူပဲအရေးတွေပါပဲလို့ပြောမှာပဲဒါမဲ့ဦးစင်းတို့မျက်စိမွဲတဲ့လူတောင်မှသေးသေးချာချာမျက်မှန်ပါဝါနဲ့သေချာကြည့်လိုက်တဲ့အခါကျတော့စီကအပေါ်ကရေတွေကအောက်မှာဟိုတစ်စက်ကလေးမှတောင်မှရောနေတာမရှိပဲနဲ့အပေါ်နဲ့အောက်လုံးကွဲပြားနေတာဦးဇင်းတို့တွေ့ရတယ်အဲ့ဒါလိုပဲခရစ်ယာန်နဲ့ဘူဒိဇမ်မှာလည်းအဝေးကနေကြည့်လိုက်တော့ဘာသာတရားပဲအလုံးကောင်းပါလေလေခရစ်ယာန်လည်းကောင်းတာညွှန်တာပဲဗုဒ္ဓဘာသာလည်းကောင်းတာလုပ်တာပဲဘယ်သူကသူများသားများသူများအိမ်တော်ဖြစ်စည်းပါသူများအိမ်ရောဖြစ်စည်းပါဆိုတာရှိတာမှမဟုတ်ပဲအားလုံးကောင်းရောင်ညင်ကြတာပဲလို့ပြောကြမှာပဲဒါမဲ့လေးလေးနဲ့နီးကပ်နဲ့ပြန်ပြီးမှလေးလားသုံးသက်ကြည့်တဲ့အခါကျတော့စီနဲ့ရေလိုပဲလုံးဘာမဆိုင်ပါဘူးလို့ပြောတော့သူတို့ကလည်းအဲ့လိုကြီးတော့မဟုတ်တော့ဘူးလို့သူတို့ကလည်းပြန်ပြီးမှလျှောက်ထားတော့ဘာတွေများကွဲပြားတယ်လဲဘာတွေများဆက်လက်ပြီးမှဆရာအနေနဲ့တွေးရှိတယ်လဲဆိုတော့လုံးကွဲတယ်ဘာတွေလေးနဲ့တယ်လဲဆိုတော့ခင်ဗျားတို့နိဗ္ဗာန်ချင်းမှလည်းကွဲတယ်တူရချင်းမှလည်းကွဲတယ်အခေါ်ပေါ်သုံးလုံးချင်းမှလည်းကွဲတယ်ပြီးတော့လူနေမှုစစ်လူမှုရေးဆက်ဆံရေးမှလည်းလုံးကွဲတယ်ခရစ်ယာန်ထဲမှာနေတဲ့လူကတော့လူရှိသူရှိနေတဲ့ထိုင်တဲ့နေရာမှာလည်းယဉ်ကြီးတိမ်မွေးမှုဆိုတာမရှိဘူးဆိုကျုပ်ကိုယ်တိုင်သိတယ်ကျုပ်ကိုယ်တိုင်နိုင်ငံဆုံးခဲ့တဲ့နေရာမှာအရင်ကြီးဆုံးအသိမ်မွေ့ဆုံးလို့ထင်လာခဲ့တာဗုဒ္ဓဘာသာထဲဝင်လာပြီးမှချမ်းမြေ meditation center ရောက်တဲ့ခါကျတော့အနေထိုင်မှအများကြီးလိုလာတယ်ဆွမ်းမုံပေးတဲ့နေရာမှာဆွမ်းလို့နှိုက်တဲ့နေရာမှာဆွမ်းမုံပေးတဲ့နေရာမှာပြီးတော့ဟင်းကြိုဖုံးပေးတဲ့နေရာမှာရေဖုံးပေးတဲ့နေရာမှာအဆရရဲ့ဦးဇင်းအဲ့ဒါမှာလိုအပ်နေတာကိုယ့်အနေကိုတွေ့ရတယ်ကိုယ့်အနေကိုအရင်ကြီးဆုံးဆရာတွေထဲမှာအသိမွေ့ဆုံးလို့ထင်တာအဲ့ဒီနေရာမှာတော့ကိုကအောက်ဆုံးကပဲကိုတင်လိုက်ရတာလဲ basic ကနေစရတော့တာပဲဒီဆွမ်းမုံပေးတာစခြေလှမ်းတာစထိုင်တာစပြီးတော့ထရာစလမ်းလျှောက်တာသင်္ကြန်သွားတာစအကုန်လုံးဦးဇင်းနေနဲ့
လုံးလုံးကွဲပြားနေတာဒီတော့ပြောလို့ကတော့မကောင်းတော့ပါဘူးဒီတော့နောက်ဆုံးအနေနဲ့ပြောပြချင်တာကတော့စီနဲ့ရေလိုပဲကွဲပါတယ်ဆိုတာသူတို့ပြောပြလိုက်တယ်ပြောပြတဲ့အချိန်မှာသူတို့ကနောက်တစ်ခုမေးလိုက်တယ်နောက်တစ်ခုမေးလိုက်တဲ့အခါကျတော့သူတို့ကဘယ်လိုပြောလဲဆိုကျုပ်တို့ခရစ်ယာန်ဘာသာမှာတော့ဒီကနေ့ကျင့်ကြံအားထုတ်နေတာတွေဟာရှေ့တမလုံးဘဝမှာကောင်းကင်နိုင်ငံတော်မှာအေးအေးချမ်းချမ်းနဲ့ခံစားရမယ်အဲဒီဘုရားသခင်ကောင်းကင်နိုင်ငံတော်မှာနေရမယ်လို့ခံယူထားတယ်ဒီတော့ဆရာတို့အနေနဲ့ဗုဒ္ဓဘာသာအနေနဲ့ရောဘယ်လိုခံစားသလဲဘယ်လိုခံယူသလဲဆိုတော့အဲ့ဒါသိကြပါလေအဲ့ဒါလေးပြောပြပါအောင်ဆိုတော့ဦးဇင်းကလည်းပြန်မိတ်ရှိလိုက်ပါတယ်ကျုပ်တို့ဘာသာထဲမှာတော့အခုကိုယ်တိုင်ကျင့်မှကိုယ်တိုင်ရမယ်တရားပြီးတော့ကိုယ်တိုင်ကျင့်နေတဲ့အချိန်မှာအခုကျင့်ပြီးမှနောင်တမလုံးဘဝမှာနတ်ပြည်မှာချမ်းသာမယ်ဆိုတဲ့အရာမျိုးမဟုတ်ပဲနဲ့အခုကိုယ်တိုင်ကျင့်နေတဲ့အချိန်မှာကျင့်နေတော့မှလည်းချမ်းသာတယ်ကျင့်ပြီးပြန်တော့လည်းအမြဲတမ်းပျော်ရွှင်ပြီးမှအားရနေပါတယ်ဆက်လက်ပြီးမှကျင့်ကြံအားထုတ်နေမယ်ဆိုရင်တမက်တဖိုးဆိုင်ပြီးမှနောက်ဆုံးနိဗ္ဗာန်ချမ်းသာထဲမှာဆံဝင်ပြီးမှဆံစားမှာဖြစ်တယ်ဆိုတာကျုပ်တို့ကတော့ခံယူထားပါတယ်ဆိုတော့ဒီလိုဆိုရင်ခမားကိုယ်တိုင်ဒီဘာသာထဲဝင်ပြီးမှဒီလိုတရားအားထုတ်တဲ့နေရာမှာဘာတွေတွေ့ရှိရတယ်ဆိုတော့everlasting God ဒီဘောရမ God ကိုမြင်ရသလားဆိုတော့သူတို့နောက်ဆုံးချက်ဒီမှာမေးသွားတယ်ဒီဘောရမ God ကိုမြင်ဖို့အတွက်မဟုတ်ပဲနဲ့ဒီတရားအတိုင်းတမာဒိဋ္ဌိဒီအမြင်မှန်ကိုအမြင်မှန်တိုင်းနဲ့မြင်လာဖို့အတွက်ဒုက္ခဒုက္ခမှန်သိလာပြီးမှတရားနဲ့ကျင့်ကြံပြီးမှအားထုတ်ပြီးမှဒီဝတ်နဲ့မြဲနေနိုင်အောင်ဒီဝတ်နဲ့ပျော်သွားအောင်ယဟန်ဘုရားချမ်းသာဆိုတာခံစားအောင်ကိုကတော့အားထုတ်နေတာပဲဒီလိုအားထုတ်တဲ့နေရာမှာဦးဇင်းဒီညတက္ကမတွေစီမှာလဲဦးဇင်းနေနဲ့ပြောကြားချင်တာကတော့ဘာလဲဆိုတော့ဦးဇင်းနေနဲ့ဒီရန်ကုန်မှာအခုသတင်းသုံးတာဆရာတော်ကြီးရဲ့ဖုံးကန်ကြောင့်အဆအဆင်ပြေနေတယ်လို့ပဲပြောရမှာပဲအပြင်ပကြောက်ခွင့်မှတ်တမ်းတွေပါလေထဲမှာလက်မှတ်ထိုးပြီးရင်တယ်လီဖုန်းဆက်လိုက်တာနဲ့ဒီမင်္ဂလာတုံးလေးတက်မတော်ကနေဆရာတော်ကြီးဖုံးကန်ကြောင့်ဆရာတော်ကြီးရဲ့တပည့်ဆိုပြီးကြီးညိုကြပြီးသူတို့ကပဲအဲ့ဒီလေးတက်မတော်ကပဲတာဝန်ယူပြီးမှကားနဲ့လိုက်ဖို့ပေးကြတယ်ပြီးတော့ promotion and propagation of Prathana ဆိုပြီးမှဒါထုံးကြံကနေလဲတာဝန်ယူပြီးမှအဆတာဝန်ယူပေးတယ်အဲ့လိုပဲအားလုံးအဆရဲ့တစ်ဖက်ကတော့အဆင်ပြေတယ်လို့ပဲဒါပေမဲ့အဲ့လိုပဲလူကြီးတွေကလည်းအဆင်ပြေမှာပါလေဆိုပြီးမှဘိုးကကြည်နုံကြီးကကြည်နုံနဲ့ဦးဇင်းစီရောက်မလာကြဘူးပြီးတော့ဒကာဒကမတွေကလည်းဒီလိုပဲနိုင်ငံတော်အဆင့်ကတောင်ကိုးကွယ်နေတာပဲဒီလိုပဲနဝတအဆင့်ရှိတဲ့ပုဂ္ဂိုလ်ကြီးတွေကလည်းအကြီးကျယ်တွေကလည်းဒီဆရာတော်ဖူးပြီးပြီပဲဘာမှလို့မှမဟုတ်ပါဘူးတဲ့ဒါပေမဲ့ဦးဇင်းကိုယ်တိုင်နိုင်ငံခြားသားတွေကိုလည်းပြလိုက်ပါတယ်ဒီမှာလာကြည့်ကြပါကျုပ်ကိုယ်တိုင်ဒီမှာမျက်နှာတက်ဖို့ဆက်ပြတော့မရှိတာခုတလပြည့်သွားပါပြီဆိုရင်ဦးဇင်းကြီးကိုလည်းဖလံဗုဒ္ဓဘာသာမိသားစုစီကိုလည်းစားနဲ့လှမ်းရေးဖို့ကလည်းမဝတ်မရဲပြီးတော့ယဟန်ဒီကယဟန်မတွေလည်းရှိလို့ရှိကြပါတယ်ပစ္စည်းလေးပါပင့်ဖိတ်ထားတယ်ရှိတယ်ဒါပေမဲ့ဦးဇင်းစိတ်ထဲမှာလည်းဒီလူခံတယ်ဆိုတဲ့စိတ်ထားကြီးကနည်းနည်းယွင့်နေသေးတာနဲ့အဲ့ဒါနဲ့တောင်းစားတယ်ဆိုတဲ့စိတ်ကြီးရှိတာနဲ့မေတော်ကြီးကလည်းရန်ကုန်မကြောက်ခင်မှာထားတယ်ဟာငါသားတော့မျက်စိထဲမြင်အောင်ပါတယ်တပိတ်ကြီးရှိမှပိုက်ပြီးတော့ဘိုက်ကစားနဲ့အဲ့ဆွန်းနေလိုက်တောင်းထမင်းနေလိုက်တောင်းပြီးအိမ်ရောက်တော့တခါတည်းကြောင်းရောက်တော့လက်တောင်မဆေးရောက်နဲ့ဆွန်းနေနှိုက်စားနင်းခွာစားအဲ့ဒါတခါတည်းကြည်အောင်မဝါပဲနဲ့ငကောကလည်းအစာရင်ယောဂရှိနေကြတယ်အဲ့ဒါဘိုက်တွေနားနဲ့သားတော့တခါတည်းအိယာပေါ့ကိုယ်နဲ့မြင်အောင်ပါသေးတယ်တောင်းစားမှကြည့်တော့ရှက်လိုက်တာဆိုပြီးမေတော်ကြီးကပြောတဲ့နားတွေထဲမှာလည်းကြားရောက်ပြီးတောင်းစားတယ်ဆိုတဲ့ဟာကြီးကနည်းနည်းစိတ်ထဲမှာရှိနေတယ်လူလည်းမခံရဘူးနောက်ပိုင်းမှဒီအပြီးတော့မှပိုင်းဆိုင်ရာတင်ပြီးတဲ့နောက်ပိုင်းဝိနည်းတော်တင်ပြီးတဲ့နောက်ပိုင်းဘိက္ခုဆိုတာတောင်းစားတဲ့လူခံပြီးမှဒီလိုစားရတယ်တွေ့ဆိုပြီးမှရှေ့ခုပူဇော်ဖူးမြော်မှလျှော့ကြောရတော့ဆိုတဲ့အဲ့ဒီမှန်လျှော့နိုင်ဖို့အတွက်ယဟန်များရဲ့မာနငါဟိတ်တာကီမင်းမျိုးဆိုတဲ့စိတ်မျိုးတွေလုံးဝမရှိအောင်အဲ့ဒီနေရာမှာဘုရားသခင်ကကြာနာပြီးတေးချာယဟန်အားလုံးအတွက်ဒီနေရာမှာမာနမရှိအောင်ဆိုဘုရားသခင်စီမံထားတာတွေဒီသာရဘုရားကနေဒီလိုကောင်းကြီးပေးမှာပဲဆိုယုံကြည်ခဲ့ဘူးတဲ့အတွေးအခေါ်တွေကိုဒီကနေ့အထိပဲရှိနေတော့ပါလားဆိုရင်ဦးဇင်းပြန်လဲသုံးသပ်ကြည့်တဲ့အခါတော့နောက်ပိုင်းတော့ဒီရှစ်ကြောင့်မှုယွတ်မှုမရှိပဲဦးဇင်းကိုယ်တိုင်လည်းအလှူခံခဲ့တယ်ဒီအလှူခံဆွမ်းကမကြွမီအတိုင်တော့ဦးဇင်းတယ်လို့ပဲတင်းမရလည်းတဖြည်းဖြည်းနဲ့အောင်းနှလာပြီးဧကတိကလည်းဒီလိုပဲတဖြည်းဖြည်းနဲ့
မိုးရင်းရောက်လာတော့မိုးအဆိုးချွေးအဆိုးနဲ့ဦးစင်းအတွက်30တောင်မရှိတဲ့အဆင့်ထိရောက်သွားပြီအဲ့ဒီနေရာမှာဦးစင်းတလောက်ထိခံစားရပေမဲ့ဘာကြောင့်ဒီအဝတ်နဲ့ဒီလိုဦးစင်းဆက်လက်ပြီးမှတီးခံအောင်ဤဒီပြောနိုင်တယ်လဲဆိုတာဒီမှာခမားတို့လည်းကျုပ်ပြောပြလိုက်တော့မယ်ဒါတွေကြည့်ပြီတော့ကျုပ်ဒီထဲမှာပတ်စံနဲ့တရားမှမရှိဘူးတကယ်လို့နေမကောင်းလို့ကြီးလာတာဆွမ်းအဖြစ်နဲ့ကိုကဝယ်ခြင်းနဲ့ကပ်ပိခြင်းနဲ့ဆိုရင်တောင်မှကို့မှာနဝကမှတရားမှမရှိဘူးဒါနဲ့တောင်မှကျုပ်ပါဖြစ်လို့ပြောနိုင်တယ်လေဆိုတော့ဒီကျင့်လိုက်တဲ့တရားကြောင့်ဒီတရားတွေးလိုက်တာကြောင့်ပဲဆိုပြီးမှသူတို့ပြန်ပြောပြတယ်ဒီတော့သူတို့ပြန်ပြောပြရင်းနဲ့သူတို့ကမေးတယ်ဒီတရားကျင့်တဲ့နေရာမှာဘယ်လိုကနေဘယ်လိုစတွေ့တယ်လဲဆိုတော့ဒီအကြောင်းအကျိုးအဖြစ်အပျက်တွေတည်လာဖို့အတွက်ပထမဖောင်းတယ်ပိန်တယ်ဖောင်းတယ်ပိန်တယ်နဲ့စလာတယ်နောက်ဆုံးတော့ကြွခြင်းနဲ့ကြွတယ်လှမ်းခြင်းနဲ့လှမ်းတယ်လှမ်းလာတယ်ချခြင်းနဲ့ချတယ်ထိတယ်ဆိုပြီးမှအဲ့လိုကနေတခါတည်းရုပ်နဲ့နာဖြစ်ပြနေတာတွေအဖြစ်နဲ့အပြည့်အကြောင်းနဲ့ကြိုဆက်သွယ်နေတယ်ရှုရင်နဲ့ထိုင်ရင်ရှုရင်နဲ့ဖောင်းနေတာတော့ပိန်နေတာတော့ဒီလေဝင်လေထွက်တယ်ရှုရင်နဲ့နောက်ဆုံးတော့ဒီရုပ်ခန္ဓာကိုယ်ကြီးဟာဘယ်နေရာမှာလဲငါဆိုတာဘယ်ဟာမှမရှိပါလားခေါင်းကသပင်ကလည်းစကြည့်လိုက်တယ်လက်သက်ခြေတွေကစကြည့်လိုက်တယ်ပြီးတော့အရည်ပြီးတော့နောက်ဆုံးတော့အကြောအသွေးအသားအဲ့ဒါတစ်ခုပြီးတစ်ခုကြည့်လိုက်တော့ဘယ်ဟာမှငါဆိုတဲ့ပုဂ္ဂိုလ်မရှိပါလားဆိုတာလေးတွေသိလာတယ်ဒီနေရာမှာအနုလုံးပရိဒုံဆိုတဲ့ဒီဗုဒ္ဓဇင်ရဲ့ doctrine ထဲမှာကြည့်လိုက်တဲ့ခါကျတော့ခရစ်ယာန်နဲ့၄နဲ့ပါတယ်ဒါတွေပြန်ကြည့်တဲ့ခါကျတော့ဒီကနေ့ဆေးပညာနဲ့ပတ်သက်လာတယ်ဆေးပညာတော့မမီတော့အောင်၄နဲ့တည်းပြီးတော့ပရိစ္ဆသမုပ္ပတ်လောက်၄နဲ့တာခရစ်ယာန်ကျမ်းစာထဲမှာလည်းကျုပ်မတွေ့ရဘူးဒါတော့ရှည်ဝေးမလို့နောက်မှပဲအေးဆေးရှင်းပြမယ်ဆိုရင်သူတို့ရှင်းပြသွားတယ်နောက်ဆုံးတော့ဘယ်လိုတွေ့ရတယ်လဲဆိုတော့ဒီရုပ်ကြီးဟာဒီရုပ်ကြီးရဲ့လူဝင်ဆန္ဒတွေအားလုံးဟာစိတ်ထဲမှာပေါ်လာတယ်ဒီရုပ်ရဲ့လူဝင်ဆန္ဒတွေပြီးတော့နာရဲ့လူဝင်ဆန္ဒတွေကိုဒီရုပ်ကြီးကနေလိုက်ပြီးမှဖြည့်ဆည်းနေရတယ်ဒါကြောင့်ဒုက္ခတွေဖြစ်လာတယ်ဒီဒုက္ခတွေဖြစ်နေလို့လဲဆက်လက်ပြီးမှဒုက္ခတော်ထဲမှာကျင်လည်နေရတယ်ဒီလိုဒုက္ခထဲမှာကျင်လည်နေလို့လဲဒီတန္တရာဝဲကြီးထနဲ့မယုံထွက်နိုင်မနဲ့ဒီတရားစစ်တရားမှလည်းမသိကြဘူးတရားစစ်တရားမှမသိရလို့လဲဒီလိုတရားအားမထုတ်နိုင်လို့လဲဆက်လက်ပြီးမှဒီတန္တရာထဲမှာကြာရှည်ပြီးမှနဲ့မျောနေတာပဲဒီတော့ဒီထဲကနေလွတ်မြောက်နိုင်အောင်ဟာဒီတရားလေးကနေကျင့်ပြီးမှတရားကိုတရားမှသိလာတယ်ဒုက္ခမှသိလာတယ်ဒုက္ခမှသိလာတဲ့အခါကျတော့ဒီကနေ့ဦးစင်းနေနဲ့တော့စိတ်ချမ်းသာရမှုကိုနောက်ဆုံးတော့တွေ့ရတယ်ဒီသစ္စာတရားလေးပါးလေးကိုရှင်းလေးသိရတဲ့နောက်ဆုံးတော့ဆင်းရဲချုပ်ငြိမ်းရလားဆိုတဲ့ဒီ accusation of suffering ဒုက္ခအလုံးကနေချုပ်ငြိမ်းနိုင်ဖို့အတွက်ဒီတရားလေးကျင့်ရင်လည်းပဲတွေ့တာပဲဒီတော့ဒီကနေ့ဒီဘာသာယူပါလို့ဒါရိုက်ဒီမခေါ်ဘူးဗုဒ္ဓဘာသာဆိုတာကဟိုစီယုံပြီး member list ဆိုတဲ့ဘာသာဝင်စင်းရေးယုံတယ်နဲ့ဗုဒ္ဓဘာသာဝင်မဖြစ်ပါဘူးပြီးတော့သင်္ကန်းစီးပြီးဟိုစံချလိုက်တိုင်းလဲဗုဒ္ဓဘာသာယဟန်တော့မဟုတ်သေးပါဘူးဒီတရားတွေတွေ့ပြီးဒီတရားတွေရလာပြီးမှတရဂုံ၃ပါးဥထိတ်ထားမယ်တီလအလုံးခြုံရမယ်၅ပါးတီလလောက်မှမလုံးခြုံတဲ့ပုဂ္ဂိုလ်တော့ဗုဒ္ဓဘာသာဝင်ဗုဒ္ဓရဲ့ဥပါဒကအဖြစ်နဲ့မခံယူထိုက်ဘူးပြီးတော့ဗုဒ္ဓဘာသာဝင်ဖြစ်လဲလုံးဝမထားပါဘူးအဲ့ဒါလိုပဲဒကမတွေအတွက်နဲ့လဲဗုဒ္ဓဘာသာရဲ့ဗုဒ္ဓရဲ့ဥပါတိကမအဖြစ်ခံယူနိုင်ဖို့အတွက်ကဒီစာထဲမှာစီးနေမှာကဲဒီကနေ့9000လှူလိုက်တဲ့အတွက်ဒီကနေ့သူတို့သားလေးသူတို့သမီးလေးရှင်ပြုတ်လိုက်လို့နားသားလိုက်လို့သူတို့တော့ဗုဒ္ဓဘာသာဝင်ဖြစ်သွားပါပြီခင်ဗျာဆိုပြီးတော့ကြီးညာယုံနဲ့ကျုပ်တို့ဒီဗုဒ္ဓဇင်ထဲမှာတော့ဘာသာဝင်မဖြစ်နိုင်ပါဘူးဒီဗုဒ္ဓဘာသာဝင်ဆိုတာတရဂုံ၃ပါးတည်ဟူသောအရာကိုဥထိတ်ထားပြီးမှအဲ့ဒီနောက်ပိုင်းမှာ၅ပါးတီလာလောက်မှမလုံခြုံရင်ဗုဒ္ဓဘာသာဝင်မဖြစ်နိုင်ဘူးဆိုတဲ့အဲ့ဒါကျုပ်အနေနဲ့တော့ပြောချင်တာဖြစ်တယ်ဆိုတော့ဒါဆိုတော့ဒီ၅ပါးတီလာအကြောင်းလေးလည်းဆက်ပြီးမှဟောပြောပါအောင်ဆိုတော့ခုနဦးဇင်းတော်ပြိတ္တအားလုံးရွတ်သွားကြသလိုပဲပါဏာတိပါဒနဲ့စပြီးမှနောက်ဆုံးအဆင့်ကြီးဆိုသွားတဲ့အချိန်ကြတော့သူတို့ကလည်းတစ်ခုပြီးတစ်ခုဆန်းစစ်သွားတယ်အဲ့ဒီမှာကောင်းတော့ကောင်းပါတယ်ဒါတွေအားလုံးလိုက်နိုင်သလားဆိုတော့ဒါတွေအားလုံးလိုက်နိုင်လို့လည်းမြန်မာပြည်မှာဒီလိုလိုက်နိုင်လို့လည်းယဟန်တန်ကများလည်းရှိနိုင်တယ်ယဟန်တန်ကများရှိလို့လည်းဒီဒကာဒကမတွေဆက်လက်ပြီးမှရပ်တည်နိုင်တာပေါ့ဒါမဲ့တစ်ခုတော့ရှိတယ်ဦးဇင်းတို့ဘာသာထဲမှာတော့ဒီယဟန်တန်ကများကလည်းကိုယ်ဟာနဲ့ကိုအခွင့်ထူးခံလူဒန်းစားလို့တော့မတတ်မှတ်ဘူးလို့ကျုပ်ကိုယ်တိုင်လည်းဒီဘာသာထဲရောက်ပြီးတဲ့နောက်ပိုင်း
ဘယ်လိုခံယူထားတယ်လဲဆိုတော့ဒကာဒကမရဲ့ဥတိုက်မှုဒကာဒကမရဲ့ဆွန့်ချစ်ပြီးမှကတ်ထားတာတွေဆွန့်မှုပေးတာတွေပြီးတော့အစင်အသစ်ဒကာဒကမများလှူထားတဲ့ကြောင်းထဲမှာတရင်သုံးတာတွေပြီးတော့ဒကာဒကမတွေကဝါဆိုတင်ကန်းကထိန်တင်ကန်းဆိုပြီးမှအမျိုးမျိုးနဲ့လာလှူပြီးလာကတ်သွားတဲ့တင်ကန်းတွေသုံးဆောင်တဲ့နေရာမှာလဲခရစ်ယာန်နဲ့မတူပါဘူးလှပမှုအတွက်လုံးဝအသုံးမပြုရဲပဲနဲ့ဖျားဟောထားတဲ့ဝိသုဒ္ဓိမက်ထဲကကာထာလေးအတိုင်းပဲအားလုံးဆင်ခြင်နေရတယ်ကြောင်းထဲမှာနေရင်လည်းကိုကမထိုက်မတန်သုံးပြုမယ်ဆိုရင်တော့ဘာမှကိုယ့်အတွက်အကျိုးမရှိတဲ့ပြင်အကုသိုလ်တွေများပြီးမှလောကကုမ္ပဏီရဲ့ထဲမှာနေရတယ်လို့ပဲဖြစ်မယ်ပြီးတော့တင်ကန်းလည်းမထိုက်မတန်မဲနဲ့အသုံးပြုနေမယ်သုံးဆောင်အဖြစ်ထားရှိနေမယ်ဆိုရင်တော့တန်ဘူးပြားထဲမှာနေရတယ်လို့ပဲဖြစ်ရမယ်နောက်ဆုံးဒကာဒကမရဲ့တရားတရားနဲ့လာကတ်သွားတဲ့ဆွမ်းတနက်လေးတောင်မှကိုကမထိုက်မတန်မဲနဲ့ဖုံးပေးမယ်ဆိုရင်ကိုယ့်အတွက်မီးခဲကြီးမြူချရတယ်လို့ပဲဖြစ်တယ်ပြီးတော့ဒကာဒကမရဲ့တရားတရားနဲ့လေးလေးနဲ့ဥတိုက်မှုကလည်းလက်ဆယ်ချောင်းမိုးပြီးမှဥတိုက်မှုကိုလည်းမထိုက်ပဲနဲ့ခံယူနေမယ်ဆိုရင်ကိုယ့်အတွက်လမ်းဆယ်ချောင်းနဲ့ရွေထားတယ်လို့ပဲဆိုတော့ဗုဒ္ဓဘာသာဘုန်းကြီးအနေနဲ့လေးလေးနဲ့ခံယူရဲ့ဒီတော့ခရစ်ယာန်ဘုန်းကြီးနဲ့ဗုဒ္ဓဘာသာဘုန်းကြီးခံယူချက်ချင်းကြီးနေရာလေးမှာကွဲပြပါတယ်ဆိုတဲ့အကြောင်းလေးဆက်ပြီးမှပြောကြသွားတယ်လက်ချက်ချင်းပြီးခါဝတဥက္ကဋ္ဌကြီးရတယ်ဟာကျုပ်ကတော့ခါဝတဥက္ကဋ္ဌပဲဒီနေရာမှာအလုပ်ကလည်းများတယ်ဘာသာနဲ့သူကခရစ်ယာန်ဘုန်းကြီးရတယ်ဘာဆိုင်လို့လဲသူကလည်းသူဝတ်ချင်တဲ့ဝတ်ပေါ်သူကလည်းသူဟာနဲ့သူတွားချင်လဲတွားပေါ်ဆိုပြီးမှလှုပ်လိုက်မယ်ဆိုဦးစင်းနေနဲ့ဒီညဒီဘွားဒီညမှာလည်းရောက်ရှိချင်မှရောက်မှာဒီတော့ဦးစင်းပြောကြချင်တာကတော့ဘာလဲဆိုတော့ဦးစင်းရန်ကုန်ကဘာကြီးမှာတရင်သုံးဥယျာနေတရဆရာတော်အရှင်ဥယျာနေတရဟောကြားတဲ့တုရတတုတ်တံဆိုတဲ့တရားထဲမှာဘာကြားလိုက်တယ်လဲဆိုတော့ဒီတုရတတုတ်တံထဲမှာဒီအာနာထဘိန်တထေကြီးဟာသူမြတ်စွာဘုရားဆိုတဲ့စကားလေးကိုကြားလိုက်တဲ့အခါကျတော့မြတ်စွာဘုရားတရင်300တောထဲကိုသူကနေလိုက်သွားခြင်းနဲ့လိုက်သွားခြင်းတဲ့အချိန်ကျတော့သူမြတ်စွာဘုရားရဲ့အကြောင်းလေးတွေကြားယုံနဲ့အဲ့ဒီမှာတော့သူကဝမ်းသာပြီးတော့ပီတိဖြစ်နေတယ်မြတ်စွာဘုရားစီရောက်ခြင်းတဲ့နေရာမှာသူကသွားတဲ့လမ်းမှာတုတ်တန်ထဲရောက်တော့ဒီတုတ်တန်ကြီးကိုရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာကျတော့အဲ့ဒီမှာဒီခါတိုင်းညကြီးကနေညကြီးလည်းဖြစ်သေးတယ်အဲ့ဒီနေရာမှာအလောင်းတွေကလည်းတင်ရပြီးတင်ရပြည့်တနေ့ပြီးတနေ့ပြည့်မမြုပ်မနှမ်းမနဲ့ဒီတိုင်းအဲ့ဒီအလောင်းတွေခလုတ်တိုက်မိတဲ့ခါကျတော့သူ့အနေနဲ့ကြက်တီးတွေတပြန်းပြန်းနဲ့ထသွားတယ်အဲ့ဒီညမှာဟာမဖြစ်သေးဘူးမိုးလင်းမှပဲပြန်သွားတော့မယ်ဆိုရင်နောက်ပြန်ထည့်သွားတယ်နောက်ပြန်လှည့်မယ်လို့လည်းဆိုရောအဲ့ဒီညမှာဘာတန်ကြားရတယ်လဲဆိုတော့ဒီညဦးစင်ပြိတ္တတို့သူ့ကိုအားပေးသွားတာဘယ်နက်ကနေဘာဆောင်တဲ့နက်ကနေအားပေးသွားတယ်လဲပြောကြပါတုတ်တန်ဆောင်တဲ့နက်ကနေအားပေးစကားပြောကြခန္ဓာဟာအလွန်အင်မတန်မှတန်ဖိုးရှိတယ်စင်တဲ့သိညင်တဲ့သိအဲ့ထဲမှာမောင်မာလေးတသိအဲ့ဒီထဲမှာအလွန်အင်မတန်မှမွန်မြတ်တဲ့ရွှေငွေယရနာကြောက်မြတ်ယရနာတွေထက်မှာကြောက်မြတ်ယရနာတွေထက်တောင်မှပုံပြမွန်မြတ်တယ်ဆိုရင်နောက်ကနေရှေ့ကိုဆက်ပြီးမှသွားရှေ့ကိုဆက်ပြီးမှသွားဆိုပြီးမှ advice ပေးသွားတယ်သူကအကြံဉာဏ်ပေးသွားတယ်အားပေးသွားတယ်အဲ့ဒီအားပေးစကားကြောင့်ဒုတိယအကြိမ်သူမြဆက်ပြီးမှသွားတယ်အဲ့ဒီညမှာအလောင်းတစ်လောင်းထပ်ပြီးမှတိုက်ပြန်တော့သူကလည်းကြောက်ပြီးပြန်လှည့်ဖို့လုပ်တယ်အဲ့ဒီညမှာတုတ်တန်ဆောင်းတဲ့နတ်ကပဲဆက်လက်ပြီးမှအားပေးတယ်နောက်ဆုံးမြတ်စွာဘုရားစီရောက်သွားတယ်နောက်ဆုံးမြတ်စွာဘုရားစီရောက်တော့သူလည်းအဲ့ဒီညမှာတွင်ပဲတခါတည်းမြတ်စွာဘုရားရဲ့တာဝကကြီးဖြစ်သွားပြီးမှနောက်ဆုံးတော့မြတ်စွာဘုရားကိုအဆဆရာစွမ်းစေသင်္ကန်းကြောင်းအဆဆရာပစ္စည်းလေးပါတာရကကြီးအဖြစ်နဲ့ကြောင်းတာရကကြီးအဖြစ်နဲ့ဒီကနေ့နာမယ်ကြီးနေတာဦးဇင်းတို့သိရတယ်အဲ့ညမှာဦးဇင်းဒီညမှာဘာလေးကိုသွားတရိရတယ်လဲဆိုတော့ဦးဇင်းရဲ့ဘဝမှာလည်းဒီဒုရဲဥသောဝင်းကနေပထမဦးဆုံးသူကနေပို့ဆောင်ပေးတယ်အဲ့ဒီကနေခါဝတဥက္ကဋ္ဌကြီးရဲ့ကမ္မထပြုမှုနဲ့ဒီဖလံဗုဒ္ဓဘာသာမိသားစုကနေကမ္မကထပြုပြီးဆရာတော်ကြီးစီကိုခေါ်သွားတယ်အဲ့ဒီဆရာတော်ကြီးစီမှာတက်ဆင်ဆရာတော်ကြီးကိုဥပဒေပြုပြီးမှကိုရင်ကြီးစရှိတယ်ဒီဖလံဗုဒ္ဓဘာသာမိသားစုရဲ့စေနာတရားတရားကြောင့်ဦးဇင်းရဟန်းပေါက်တက်လာပြီးမှဒီနေရာရှိရောက်လာတယ်ဖြစ်တယ်ဒီတော့ဒီကနေ့ဗုဒ္ဓဘာသာဆိုတာဟာကိုယ်တိုင်ကျင့်ကိုယ်တိုင်ရလာတဲ့တရားဒီတရားလေးရယုံနဲ့မပြီးပဲနဲ့ဒီတရားလေးရလာတဲ့နောက်ပိုင်းမှာဆက်လက်ပြီးမှကျင့်ကြံအားထုတ်နေကြဖို့ဒီကျင့်ကြံအားထုတ်တဲ့နေရာမှာလဲဆက်လက်ပြီးမှဒီလိုတရားလေးဆက်လက်ပြီးမှကိုယ်တိုင်ဝေငှနိုင်ဖို့အတွက်နဲ့ဒီလိုတရားလေးအားထုတ်ခြင်းနဲ့လူပုဂ္ဂိုလ်တွေရှိတာဖြစ်ရင်လည်းဒါတွေအားလုံးဖျားစီ
မြတ်စွာဘုရားစီအရောက်ပို့ဆောင်ဖို့အတွက်ဒီညအားလုံးမှာတာဝန်ရှိကြတယ်ဆိုတာလဲဆက်လက်ပြီးမှသိထားဖို့လိုတယ်ဒီညဦးစင်းကိုယ်တိုင်တာနာပေါင်းထဲရောက်ပြီးဒီကနေ့နိုင်ငံတော်ပြည်တိတာနာတက္ကသိုလ်မှာတရင်သုံးပြီးချင်းလို့လဲဘာသာပြန်ပြီးမှရေးနေတာဗုဒ္ဓဘာသာကောင်းတရားဂုဏ်တော်ဘုရားရှိခိုးနဲ့ဓမ္မပဒကောင်းထုတ်ချက်နဲ့950နိဗ္ဗာန်တော်ကြီးထဲကကောင်းထုတ်ချက်လေးတွေပြီးတော့သူတို့ရဲ့အထူးကောင်းထုတ်ချက်လေးတွေဘာသာပြန်လို့တောင်းပြီးနေပြီဒီအဆင့်ကြီးရောက်လာအောင်ပြီးတော့ဒီအဆင့်ကြီးရောက်ရှိလာအောင်လှုပ်ဆောင်လာအောင်ဦးဇင်းဒီနေရာဖြစ်ရောက်ရှိလာဖို့အတွက်ပါရမီဖြည့်ကြတာဟာဖလံဗုဒ္ဓဘာသာမိသားစုအားလုံးဖြစ်ကြပါတယ်ဒီညဒီမှာရောက်ရှိလာတဲ့ဘုံကြီးပြိဿအားလုံးထဲမှာအဒီကဒီခဝတ္တဥက္ကဋ္ဌကြီးအမှုပြုပြီးမှဗုဒ္ဓဘာသာမိသားစုအပေါ်အားလုံးပေါ်မှာလဲဦးဇင်းကျေးဇူးတင်လို့ကိုမဆုံးဘူးအမြဲတမ်းမေတ္တာပို့လျက်လည်းရှိပါတယ်ဦးဇင်းအဓိဋ္ဌာန်တင်ထားတဲ့အထဲမှာလည်းရှိပါတယ်ကိုယ့်ရဲ့ယဟန်တိုင်ကများဖြစ်တဲ့ဖလံဗုဒ္ဓဘာသာမိသားစုအတွက်တော်၎င်းပြီးတော့ကိုယ့်ရဲ့မိဘနဲ့ရန်ကုန်မှာရှိတဲ့ပစ္စည်းလေးပါးတိုင်ကများအတွက်တော်၎င်းအမြဲတမ်းတစ်နေ့သုံးချိန်မေတ္တာပို့မယ်ဆိုပြီးမှဦးဇင်းဒိဋ္ဌာန်တင်ထားတယ်အဲ့ဒါလိုပဲရှေ့လျှောက်လဲဦးဇင်းနေနဲ့ဒီကနေ့ဖလံဗုဒ္ဓဘာသာမိသားစုကိုပြန်လည်ပြီးမှကျေးဇူးဆက်ဖို့အတွက်ရွှေငွေရတနာအချင်းဦးဇင်းတို့မှမတက်နိုင်ပါဘူးယဟန်တန်ကများအတွက်ပစ္စည်းလက်လာပါစီးပွားရေးလည်းမရှိပါဘူးဦးဇင်းတို့တက်နိုင်တဲ့ပြန်လည်ပြီးမှကျေးဇူးဆက်ခြင်းဆိုတာကတော့ဦးဇင်းကနေအထိဝိနည်းသိက္ခာတော်သင်ပြီးတဲ့နောက်ပိုင်းမှာဘိက္ခုပါတိမောဘာသာတိကဖရာဥပရိတော်ကြီးသင်ကြားပြီးတဲ့နောက်ပိုင်းမှာဦးဇင်းပရိယတိတက္ကသိုလ်ထဲမှာတစ်နှစ်တဝါလုံးတရင်သုံးလာတဲ့ကာလတစ်လျှောက်မှာနေတက္ကိယမထိုက်အောင်ဦးဇင်းသင်ကြံအားထုတ်လာနိုင်ပြီးမှဦးဇင်းကိုယ်တိုင်လည်းစိတ်ချမ်းသာတယ်ကြည်နူးလာတယ်ဒီဝိနဲ့လည်းပျော်ရွှင်လာပြီးမှဒီကနေ့ဆက်လက်ပြီးမှသာနာပြုနိုင်ဖို့အားထုတ်နေတာဟာဦးဇင်းအတွက်အကောင်းဆုံးသောကျေးဇူးဆက်ခြင်းဖြစ်တယ်လို့ဦးဇင်းကိုယ်တိုင်လည်းခံယူထားပါတယ်ဒီတော့ရှေ့လျှောက်လည်းဦးဇင်းအတွက်မေတ္တာဖို့ပေးကြပါရှေ့လျှောက်ဦးဇင်းရောက်ရှိတဲ့နေရာတိုင်းကလည်းဦးဇင်းကလည်းဆက်လက်ပြီးမှသာနာပြုသွားမှာဖြစ်ပါတယ်ဆက်လက်ပြီးမှအဋိဌာနာဝင်ပြီးမှဦးဇင်းဆက်လက်ပြီးမှကြိုးစားအားထုတ်သွားမှာဖြစ်ပါတယ်ဒီကနေ့ဦးဇင်းသိတဲ့တရားတွေနဲ့တောင်မှဦးဇင်းအလုံးအမတန်မှကြီးနူးပြီးမှဒီယဟန်ဘဝချမ်းသာဆိုတဲ့ဆရာတော်ကြီးပြုစုထားတဲ့ကျမ်းဟာပထမနားမလည်ခဲ့ဘူးဦးဇင်းသင်္ကန်းစီးလိုက်တယ်ဂရင်းချွေလိုက်တယ်ဆရာတော်ကြီးဆရာကြောင့်မှအေးဆေးတရင်သုံးတယ်အဲ့ဒါမှနားမလည်ခဲ့ပေမဲ့ချမ်းကြီးရိတ်တော်မှလည်းနားမလည်ခဲ့ပေမဲ့ဒီကနေ့တရားလေးအခြေခံနဲ့ဉာဏ်စဉ်30ထိနာတဲ့ခါကျတော့ဦးဇင်းနေနဲ့ယဟန်ဘဝချမ်းသာဆိုတာလုံးကြီးခံစားနေရပါပြီဒီဘဝကနေပြန်ထည့်လာဖို့ဆိုတော့အလုံးအမတန်မှစဉ်းစားရခက်တဲ့အရာလဲဦးဇင်းတို့ဖြစ်သွားပါပြီဒီတော့ဒီမှာရှိကြတဲ့ဒကာဒကမများအနေနဲ့လည်းတရကုံ3ပါးဥထိတ်ထားပြီး5ပါးသီလလုံခြုံကြသည်အမြဲတမ်းကိုယ့်ရဲ့တရားလေးနဲ့အားထုတ်နိုင်ကြဖို့အတွက်အားလုံးအတွက်ဒီကနေ့ကဦးဇင်းတိုက်တွန်းပြီးမှနှိုးဆော်သွားလို့ပါတယ်ဒီကနေ့ဦးဇင်းတို့ဟောကြားသွားတဲ့အထက်အတိုင်းပဲအားလုံးဒီတရားနဲ့ကျင့်ကြံအားထုတ်ပြီးမှပျော်ရွှင်နိုင်ဖို့အတွက်ဆက်လက်ပြီးမှအားထုတ်ကြပါဒီမှာလဲဦးဇင်းနေနဲ့အထူးဝန်တာသွားတာကတော့ဒီဖလန်းမှာဆရာတော်ရောက်လာပြီဖလန်းဘုံကြီးဥက္ကေတရရောက်လာပြီဆိုတဲ့အကြောင်းရောက်ကြားတော့ဦးဇင်းနေနဲ့ဒီဖလန်းဆိုတာကိုယ့်ရဲ့ဗုဒ္ဓဘာသာမိသားစုကိုယ့်ရဲ့ယဟန်ဒါကမိသားစုတွေဖြစ်တဲ့အတွက်တန်ရောစဉ်ကဖြစ်နေတာကတကြောင်ဦးဇင်းတို့မှာအထုံပါရမီကလည်းတိတ်မရင်တန်သေးတော့ experience ကလည်းတိတ်မရှိတော့ဒီဖလံဗုဒ္ဓဘာသာမိသားစုအမြဲတမ်းစိတ်ကရောက်နေတာဒီတော့အရင်ဘုန်းကြီးနဲ့လည်းမဖြစ်သေးဘူးဘယ်လိုများဖြစ်မလဲဗုဒ္ဓဘာသာတွေကတကွဲတပြားတွေများဖြစ်ကုန်ကြပြီလားအကြောင်းများရောက်ကြလားဦးဇင်းပရမခောက်ရောက်တော့လည်းအာယုံဆွမ်းဦးဇင်းပရမခောက်ရောက်တော့အာယုံဆွမ်းတနတ်ငတ်သွားဘူးတယ်အဲ့လိုမျိုးများရှိနေကြအောင်လားဆိုဦးဇင်းဝန်းနေလို့ကိုမဆုံးဘူးဘာဖြစ်လို့လဲဆိုတော့ဦးဇင်းဒီဗုဒ္ဓဘာသာထဲမှာဝင်လာတဲ့ခါကျတော့မိဘတွေဆွေမျိုးတွေအတိုင်းဝိုင်းတွေတကယ်ချင်းနဲ့ပေါင်းတဲ့နေရာပေထားခြင်းကိုခံရတယ်ဒီတော့ဒီဗုဒ္ဓဘာသာမိသားစုဟာကိုယ့်ရဲ့ family လိုပဲကိုယ်ကလည်းသဘောထားတယ်ကိုယ့်ရဲ့ခမည်းတော်တွေလိုမဲတော်တွေလိုကိုယ့်ရဲ့ညီတော်နောင်တော်တွေလိုသဘောထားတဲ့နေရာမှာဒီဗုဒ္ဓဘာသာမိသားစုတွေအထင်ကိုမရှိတော့တဲ့သဘောမျိုးဖြစ်သွားမလားဆိုတဲ့အချိန်မှာဦးဇင်းမနေ့ကဒီညရောက်ရှိလာတယ်ဒီကနေ့ဒီညရောက်ရှိလာပြီးတဲ့နောက်ပိုင်းဆရာတော်ဟောကြားတဲ့တရားတွေလည်းနားရတယ်ပြီးတော့ဆရာတော်နဲ့လည်းဆွေးနွေးရတယ်ပြီးတော့ခါဝတ္တဥက္ခကြီးပုံမှုနဲ့လည်းဆွေးနွေးရတယ်ဆွေးနွေးတဲ့အချိန်မှာဆရာတော်ရဲ့လှုပ်ဆောင်ချက်ကြိုးစားချက်ဆရာတော်ရဲ့တီလကုံတမာရီကုံပေးညာကုံတွေကြားသိရတဲ့ခါကျတော့ဦးဇင်းအခုတော့နားရသွားပါပြီဆရာတော်ကြီးကလည်းအမိန့်ရှိလိုက်ပါတယ်ဦးဇင်းနဲ့ဘာမှမပူနဲ့
ဖလန်ကဘုန်းကြီးကလည်းပညာပါရမီကလည်းအလုံးအမတန်မှထူးခြားတဲ့ပုဂ္ဂိုလ်ပါပြီးတော့ရွှေဘူသားဆိုတာရွှေဘူနေသားဆိုတာကဆရာတော်ကောင်းကြီးတွေခြေကြီးဝါကြီးတွေထွေးရှိတဲ့ဒေသပါဒီတော့ဦးဇင်းနေနဲ့ဘာမှမဘူးနဲ့ဖလန်မှာလည်းအမြဲတမ်းဒီတာနာကြီးကဆက်လက်ပြီးမှထုံးကားတော့မှာပါတဲ့ပြီးတော့ဘုန်းကြီးလည်းရှိတာပဲဘုန်းကြီးကချင်းပြည်နယ်မကဘူးဗမာပြည်ကြီးတောင်မှမေတ္တာလည်းဝါနဲ့အုပ်ထားတာပဲဦးဇင်းဘာမှမဘူးတဲ့ဒီတော့အေးချမ်းသာကိုယ်လုံးနဲ့ကိုယ်သာလုပ်တော့ပါကိုယ်လုံးနဲ့ကိုယ်တော့အမိန့်ရှိမှာပေါ့လိုအပ်တဲ့နေရာမှာပြန်ကြွပါတဲ့ဒီတော့ဦးဇင်းနေနဲ့လည်းဒီညတော့စိတ်ချမ်းသာတာမနေ့ကလေးကဘုံမိုးကြီးကတော့ကြိုတင်ပြီးမှတွေးပြီးမှဦးဇင်းစီလာလျှောက်ထားပါတယ်ဦးဇင်းနိုင်ငံခြားချဖို့တော့နောက်မှလုပ်ပါအခုတော့ပညာပဲဆက်လက်ပြီးမှသင်လိုက်ပါအောင်ဆိုတဲ့အတိုင်းဆရာတော်ကြီးကလည်းအမိန့်ရှိလိုက်တာပဲဦးဇင်းနေနဲ့လည်းကိုယ်တိုင်ရွေးတာတော့မဟုတ်ပါဘူးနိုင်ငံခြားတငယ်ချင်းဖောင်းတင်းနေရပင့်လို့ပင့်လုံးကြတာကောင်းပါတယ်ကိုယ်လည်းရောက်ဘူးပြီးသားပဲဆက်လက်ပြီးမှဒီနေရာရောက်ရှိတဲ့အခါကျတော့ဒီတရားလည်းဝင်ခါရတာပေါ့ဆိုပြီးမှဒါပဲဆရာတော်ကြီးကအခုလိုတရားမှလည်းပြေးဝမှုကမရှိသေးဘူးဆက်လက်ပြီးမှအားထုတ်အောင်ဆက်လက်ပြီးမှတရားလည်းလေ့လာလိုက်အောင်ပိုင်နိုင်ဟောပြောနိုင်မှပဲဆက်လက်ပြီးမှဟိုကြောက်ကိုကောင်းပါတယ်ဆိုပြီးဆရာတော်ကြီးအမိန့်ရှိလိုက်လို့ဦးဇင်းနဲ့ဒီဖလန်ဗုဒ္ဓဘာသာမိသားစုအတွက်လည်းနားအေးသွားပြီဖလန်ဘဟုเจ้าအတွက်လည်းဦးဇင်းနားအေးသွားပြီအခုတော့ကိုယ့်ရဲ့တန်ရုံးတဲ့အများအားတွေ့နေရတဲ့ဒီချင်းပြည်နယ်အတွက်လည်းနားအေးသွားရပြီဒီတော့ဦးဇင်းနေနဲ့စိတ်ချမ်းသာနဲ့ပဲဆက်လက်ပြီးမှရန်ကုန်မှာကြောက်တော့မယ်ရန်ကုန်ကနေဆက်လက်ပြီးမှတရင်3ရက်နဲ့အေးစီဘာသာလည်းပြန်လာမယ်ချင်းဘာသာလို့ထွက်နေအောင်နဲ့ပြီးတော့ဒီချင်းလူမျိုးတွေအားလုံးသစ္စာဒိဋ္ဌံပြုရသောကောင်းမှုတို့ကြောင့်ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ကိုယ်ကံစွမ်းအားအမျိုးမျိုးတိုးတက်လာစေရန်ရည်တန်၍အယူသီးခြင်းဖြင့်လူဖြစ်ရကြိုးရှုံးကြရမည်ဒိဋ္ဌိတက္ကရောများအားကဲတင်တော်မူခဲ့သည်ဗုဒ္ဓဘုရားရှင်ဤမဟာကရုဏာတော်ကိုအာယုံပြုစံထား၍ဤတရားတိတ်ခွေများကိုဆင့်ပွားကူးယူလျက်နီးစပ်ရာဘုန်းတော်ကြီးကျောင်းများအားလုံးတို့အရောက်ပို့ဆောင်ခြင်းဖြင့်၎င်းဝေါ်ကျင်၌ရှိကြသောဘာသာသာသနာဝင်တို့အားဖြန့်ဝေခြင်းအဖြင့်၎င်းသာသနာတော်ကြီးကိုစောင့်ရှောက်မှုကုသိုလ်တော်ယူပေးကြပါရန်မေတ္တာရပ်ခံပန်ကြား၍ဟောရောက်ထားအပ်ပါသည်အရှင်သူမြတ်တို့ဖျား